နားဆင်သူပရိသတ်များအားလုံးပဲမင်္ဂလာပါရှင်။ Bookstore Channel ကနေပြန်လည်ပြီးတော့ကြိုဆိုလိုက်ပါတယ်။ဒီနေ့မှာတော့အိမ်မက်ရွာအခန်းဆက်3တင်မင်းရှုံတဲ့လောင်ကစားဆိုတဲ့ဇလန်းလေးရဲ့ဒုတိယပိုင်းကိုဖတ်ပြတင်ဆက်ပေးတော့မှာဖြစ်ပါတယ်။အားလုံးကလိုက်ပါလို့အားပေးနားဆင်ပါအောင်ရှင်။ရုံးအကောင်ဆုံးဖတ်ပြပေးတော့မှာဖြစ်ပါတယ်။ညချိန်ဖြစ်တာကြောင့်အဝေးပြေကားလမ်းမပေါ်မှာလူသူကင်းရှင်းလျက်ရှိရဲ့။ဒို့တိုင်းဒေါက်တာထွန်းကကားကိုခက်မမှန်သာမောင်းလာခဲ့တယ်။လိုက်အောင်ကင်းမဲတဲ့ညဖြစ်တာကြောင့်လေထောက်ကျမှရန်ကုန်ဘက်သို့အပြန်ကားလမ်းမောင်မိုက်နေရဲ့ဒေါက်တာထွန်းရဲ့အတွေ့အကြုံမှာဗေဒီပု္ပ္ပစာတွေအောင်ဆိုင်မှန်းယူနေရဲ့မီးလောင်ခန်းထားပြီးရုပ်ပြဆင်ပြတည်ဆုံးနေတဲ့အလောင်းတွေကိုလည်းမျက်စိတရားဖြောက်ပြည့်ရမရခြောက်ကြားဖွေရဆန်းကျင်တော့အဖြစ်ပြက်တေးကြောင်မှာသူမိတ်ဆွေကိုမိုးရင်တရားဘလောက်ထိစုံစုံနင်းမြုပ်နေပြီလဲဒါရီယာလုံးဘလွန်ဒီကုန်းချုပ်သွားမလဲဆိုတဲ့မိကုန်းနေကိုဘယ်မှမအဆရှာမရနိုင်အောင်ဖြတ်နေရဲ့ထုံးစင်သူကမီးအောင်ဖြင့်လမ်းမပေါ်တွင်မြင်လိုက်ရတဲ့မြင်ကွင်းကြောင့်အလန့်တကြားဖြစ်ကပရိတ်ကိုစောင့်နေလိုက်တယ်ဟမ်သူကမီးအောင်တင်မြင်နေရတဲ့ကားလမ်းမပေါ်မှာခွေခွေကောက်ကောက်လဲကျနေအမျိုးသမီးတအုပ်ကားတစ်စီးစီးအားတိုက်ပြီးကိုလွန်ရုံးကထွက်ပြေးသွားခြင်းဖြစ်လိုက်မယ်လို့ဒေါက်တာထွန်းရဲ့စိတ်ထဲမှာနာကျင်ခါသည့်စွာတွေးလိုက်မိရဲ့အဲ့ဒီအတွေးနဲ့အတူထိုမျိုးသမီးကိုကိုညင်ရန်သူကားပေါ်မှာဆင်းလိုက်တယ်ကားပေါ်မှာမျိုးသမီးဟာဒေါက်တာထွန်းရဲ့ကားဘက်သို့မျက်နှာတစ်စောင်းလှည့်ကလဲကျနေခြင်းဖြစ်တော်လဲခေါင်းဆောက်ပါတဲ့အနှွေးတဲ့လိုအင်ဂျီမျိုးကိုဝတ်ထားတာကြောင့်မျက်နှာကိုသေးသေးခွဲခွဲမမြင်ရဒေါက်တာထွန်းကထိုမျိုးသမီးလဲကျနေရစီသို့ခတ်သူပြေးသွားလိုက်တယ်အမျိုးသမီးရဲ့ဘေးကားလမ်းပေါ်ဒူထောက်ထိုင်ချလိုက်ပြီးတော့ဒီမမင်းကလေးဘလို့မှမျောလိမထားတော့ဖြစ်ရကြောင်းဒေါက်တာထွန်းကတုံလုံးချောက်ချောက်စွာနဲ့တန်တော်ရေရွတ်လိုက်မိရဲ့ကားလမ်းပေါ်လဲကျနေတော့မင်းကလေးသူမျက်စိအောက်မှာပင်ဖြတ်ကနေပြောင်းခဲ့သွားပြီးလမ်းပေါ်မှာဘယ်သူမှမရှိသူတယောက်တည်းဒူထောက်ရက်သားမဟုတ်ဘူးဒါဘယ်နည်းနဲ့မှမဖြစ်နိုင်ဘူးဒေါက်တာထွန်းကမျက်လုံးကိုပွတ်သက်လိုက်တယ်သူမျက်စိအမြင့်မားခြင်းမဟုတ်တာတော့သိကြတယ်စောစောကသူဒူးထောက်ထိုင်ချလိုက်ခြင်းထိလဲကျနေတဲ့မင်းကလေးရဲ့ခန္ဓာကိုယ်တစ်ခုလုံးရှိနေသေးဒီမှာသိကြတယ်ဒေါက်တာထွန်းကတေးကြောင်ကားလမ်းမကိုလက်ဖြင့်စမ်းကြည့်လိုက်တယ်မာကျိုးရဲ့ကတ္တရာလမ်းမရဲ့အထိတ်တွေ့ဝါသာခံစားရတယ်ဘာဖြစ်တာလဲငေါ့သေးချောက်နေရလားထိုအတွေးနဲ့အတူသူ့တကုံလုံးစက်သိမ်းဖြန်းကနေထသွားတယ်သူလင်းမြန်ထရလိုက်တယ်စောစောသူတွေးခဲ့တော့အရာကားတိုက်ခံထတော့အလောင်းတတောင်းပဲလားသူဆက်မတွေးကြတော့ပါကားစီသူအမြန်ပြန်လာပြီးဝမ်ကနေတကားဖွင့်ကဝင်ထားလိုက်တယ်ဆန်နိုဘီမောင်းထွက်လိုက်စံမှာသူ့လက်တွေတုံရနေကြောင်ပထမဆုံးသတိပြုမိရဲ့မသိစိတ်ရဲ့နှိုးဆောင်မှုကြောင့်လားမသိကားဆက်ချိန်ကိုဆွဆွအထပ်ပို့ပြီးတော့မြင့်တက်လာတယ်ဆွဆွမိမ့်မဖြူအလောင်းအားတွေးလိုက်ရတဲ့နေရာကိုဖျက်ချော်လာပြီးရဲ့နောက်စိတ်နှဲငယ်ပေါ်သွားရင်ဖြင့်တပ်ပြင်းကိုချလိုက်တယ်ထို့နောက်ဒေါက်တာထွန်းရဲ့မျက်လုံးတွေကကားနောက်ကြည့်မှန်းစီသူဖြတ်ကနေရောက်သွားရာသူကားနောက်ခန်းထဲမှာမြင်လိုက်ရတဲ့မြင်ကွင်းကြောင့်အလန်တကြားထအောင်လိုက်တယ်ဟာဂါလန်ပေါ်ရင်လဲကျနေတော့မိမ့်မပြိုရဲ့အလောင်းသူကားနောက်ခန်းထဲမှာထိုင်ရသူ့ကိုစူးစူးဆိုင်ဆိုင်ကြည့်နေရဲ့ဒေါက်တာထွန်းကရုတ်တရက်လန့်သွားတော့လဲတတိမလို့ကားဘရိတ်ကိုချက်ချင်းစောင့်နေပြီး dashboard ထဲရှိပစ္စတိုတနက်ကိုဆွဲထုတ်ကကားနောက်ခန်းစီသို့လှည့်ရွေးချိန်လိုက်တယ်ကားနောက်ခန်းထဲမှာဘယ်သူမှရှိမနေပြန်တော့ပါဘယ်ရောက်သွားပြီလဲကြောင်ရုံမှုနဲ့အတူအသိဉာဏ်နေပါတုံရီဝေဝါလာတယ်အဲ့ဒီလောင်ဘာဖြစ်လို့ပေါ်လိုက်ပျောက်သွားလိုက်ဖြစ်နေရတာလဲပြီးတော့ဘာဖြစ်လို့ငေါ့မှာရွေးပြီးတော့ခြောက်နေရတာလဲသူ့တကုံလုံးချွေးစီရပြန်လာတယ်ပစ္စတိုဘေဘက်လက်တို့ပြောင်းကင်ရင်ညာဘက်လက်ကဂီယာတန်ကိုစောက်ကင်မိလိုက်ချိန်ပါပဲသူ့လက်ထဲမှာတနက်တွေကတကားပြင်ပန်းမှာတစုံတယောက်ရဲ့ဖြတ်ကနေအလူခံလိုက်ရတယ်ဒေါက်တာထွန်းကအလန့်တကြားမောချိလိုက်တယ်ကားပြီးမှရက်နေတော့မိန်မပြိုတယောက်ခေါင်းဆက်ပါတော့အင်ဂျီကိုဝတ်ထားတယ်သူမရဲ့မျက်နှာလူသေးတကောင်လိုဖြူဖြော့နေပြီးမျက်လုံးတွေဟာအေးဆက်နေကြတယ်ဒေါက်တာထွန်းကမင်းဆဆော့ကားလမ်းပေါ်လဲနေအလောင်းမဟုတ်လားမိန်မပြေဝါ6သွေးအေးဆက်တော့အတန်ဖြင့်အထိတ်တလန့်ဖြစ်သွားတယ်ဆိုရင်ဒေါက်တာကိုကျမတောင်းပန်ပါတယ်ကျမအကြောင်းမဲ့တသက်လိုင်းနောက်ရှက်နေရမဟုတ်ပါဘူးဘာဆဆော့ကားလမ်းမပေါ်မှာလဲနေတော့ကျမပဲဆိုတာမှန်တယ်ဒါပေမဲ့ကျမဒေါက်တာထင်တယ်လို့လူသေးအလောင်းတလောင်မဟုတ်ဘူးမင်းဘာရွေချက်နဲ့ဒီလိုလုပ်တာလဲ sorry ပဲဒေါက်တာစီမှာတနက်တက်လက်ပါလာမယ်ကျမသိထားတယ်လေအဲ့ဒီတနက်နဲ့ကျမကိုရမ်းမှုမှာစူးလို့ကြိုတင်ကောက်ခွဲတဲ့သဘောပါကျမကတော့ဒေါက်တာကိုအန်ဒီရဲ့ပေးဖို့မရည်ရွယ်ထားပါဘူးထုံမျိုးသမီးကလွတ်ယိုထားသောပစ္စတိုကိုဒေါက်တာထွန်းစီတို့ကမ်းပေးလိုက်တယ်ဒေါက်တာထွန်းကမျက်လုံးကိုစိတ်ဆောင်းကအကဲခတ်ရင်တနက်ကိုသူ့လက်ထဲစုပ်ကင်မိရနဲ့တပြိုင်နက်
ဖြတ်ကနေမောင်းတင်ကထိုအမျိုးသမီးကိုထိုးချိန်လိုက်တယ်ဟမ်သို့တော့အမျိုးသမီးကမရှိတော့ပျောက်ချင်းမလားပျောက်သွားလိမ့်ပြီဒေါက်တာထုံးကတွေ့ဝေမင်တက်နေစဲမှာပင်တင်းမြင့်ခိုင်မာတဲ့တံမဏိကျိုးတစ်ချောင်းသူ့လေပင်ကိုရုတ်တရက်လာရောက်ရဲပတ်လိုက်တယ်သူ့လေပင်ကိုပတ်ထားတော့တံမဏိကျိုးကတင်းတက်တက်တင်းလာတယ်အသက်ရှူရမရဇူးရှာနာကျင်စွာခရကတ်တဲ့ဝေဒနာဦးကောင်းထိတ်စီသူတိုးတက်လာတယ်ငါတရားတော့မယ်ထင်တယ်မလုပ်ပါနဲ့မပီမသားထွက်လာတော့သူတောင်းပန်စကားဆုံးတွင်လေပင်ကိုရဲပတ်ထားတဲ့တံမဏိကျိုးကအနေငယ်ပြေးရော့သွားပြီးရှင်တနက်ကို dashboard ထဲပြန်ထည့်ထားလိုက်ပါဒေါက်တာကျမအန်ဒီရဲ့ပေးဖို့မစင်းစားပါနဲ့ကျမသာတက်ချင်းစောကြီးကလေးရှင်သိနေရကြပြီအေးစမ်းမှကြောတော့အမျိုးသမီးရဲ့အမိန်ပေးတန်ကဒေါက်တာထွန်းဟန်ထိုင်နေတော့ driver ကုံနောက်တေးတေးမှထွက်လာတယ်ဒေါက်တာထွန်းဟန်ဘာမှမတက်နိုင်တော့သူ့ပစ္စတိုကိုကား dashboard ထဲပြန်ထည့်ကပိတ်လိုက်ရတော့တယ်ဒေါက်တာထွန်းဟန်ရဲ့လေပင်ကိုရဲပတ်ထားတဲ့တံမဏိကျိုးကရွှက်ကနေမြည်တန်ခတ်ထိုးထိုးနဲ့အတူအမျိုးသမီးရဲ့အင်ဂျီလက်ကဝဲအနာဘက်အောက်ထဲသို့မျက်စိတမိတ်တွင်တိုးဝင်ပြောက်ခွဲသွားတယ်။ကဲဒေါက်တာကျမသွားခိုင်းတဲ့လမ်းတိုင်းသာမောင်းပြီးတော့အမျိုးသမီးကဒေါက်တာထွန်းဟန်ရဲ့ဘေးမှာဝင်ထားလိုက်ရင်အမိန်ပိတ်တန့်ပြန်ပြောလိုက်တယ်။ဒေါက်တာထွန်းဟန်ကဒါကဘာသဘောလဲအမေမင်းကဘယ်သူလဲ။အမျိုးသမီးကတိတ်ဆိတ်လိုလည်းရမရှိပဲရီမောလိုက်တယ်။ထို့နောက်ခေါင်းစောပါတဲ့အပေါ်ရောအင်ဂျီကိုဆွဲချလိုက်တယ်။အတွင်းမှာဝဲထားတဲ့နိုးနေရောင်ချိုင်းပြက်အင်ဂျီကြောင့်သူမရဲ့လက်မောင်းရက်မှာတန်ဖိုးနဲ့အကက်ခန့်ထားတဲ့ဒစိမ့်တစ်ခုကိုမြင်လိုက်ရတယ်။ကြည့်ရတော့ fire ဆိုရင်အင်္ဂလိပ်စကားလုံးကိုနှစ်ဖက်မြင်ခေါချုံညိပုံစံဖြင့်ရေးထားခြင်းဖြတ်လျက်မိန်းမပြူကသွားချင်းချင်းစိတ်ထားမှပြောလိုက်တဲ့ရှာတတတန်နဲ့ကျမနာမည်ကိုတီဇောလိုပဲမှတ်ထားပါ။မီးတောက်ဆိုပါတော့ဒေါက်တာရဲ့ကိုယ့်အိမ်မက်ထဲမှာကိုမျက်စိလဲပြီးရှောက်သွားနေတဲ့မီးတောက်ကလေးပါ။ကျမအလင်းတော်ကိုင်းရဲ့ဒုတိယခိုင်းခွဲမှုပါ။အမျိုးသမီးကပြောရင်စောစောကချက်ထားတဲ့အပေါ်ဝဲအင်ဂျီကိုကားတကားပြင်ဘက်သို့အနေငယ်ဝေယံကအချက်ပြလိုက်တယ်။ဟိုးအနောက်ဘက်ခက်လက်လက်အမောင်ရိပ်တွေမှာလိုက်ပါလာတော့အနက်ရောင်ကားနှစ်စင်းပြုံးကနေဆက်ရှင်မြင့်ကဒေါက်တာထွန်းရဲ့ကောင်အမိလိုက်လာကြတယ်။အနီးသို့ရောက်ပြီးကားရှင်မီတို့ပြိုင်တူဖွင့်လိုက်ကြတဲ့အခါမှာပင်အလင်းတော်ကိုင်းသားအဖွဲ့များဖြတ်ကြောင်းဒေါက်တာထွန်းသဘောပေါက်သွားတယ်။ကားတစ်စင်းကသူ့ကိုကြော်တက်လိုက်ပြီးချိန်မှာဒေါက်တာထွန်းဘေးရှိအမျိုးသမီးဟာကဲဒေါက်တာရှေ့ရသွားတဲ့ကျမတို့ကားနောက်ကိုသာလိုက်ပြီးတော့မင်းတို့ငါ့ကိုဘာလို့ကြောက်မလို့လဲကျမတို့အလင်းတော်ကိုင်းဟာတောက်တောက်နင်းနေထွေးထွေးဖိတ်ခေါ်လိုက်တဲ့သဘောပါရှင်ထိုစကားဆုံးနဲ့ဒီမကတောင်းတစ်ချောင်းသွေးလိုက်တဲ့အတန်မျိုးဖြင့်အေးစစ်စွာရှီမောလိုက်လေတော့တယ်ရွှေစင်မမကမိုးဟင်းကိုမကြည့်ပဲပရင်းတကားပြင်ပတ်စီတော့ငင်းရင်နဲ့အလင်းတော်ကိုင်းဟာဟော်ရီကဘာပေါ်မှာပထမဦးဆုံးပေါ်တဲ့ပညာရှင်အဖွဲ့ကြီးလို့တော့ပြောလို့ရတယ်ကိုမိုးဟိတ်အဲဒီအဖွဲ့ထဲမှာရှေးရောက်အကြဆုံးယူပဗေဒပညာရှင်တွေသင်္ချာပညာရှင်တွေနက္ခတ္တဗေဒပညာရှင်တွေဦးဆောင်ခဲ့ကြတာပေါ့သူတို့ဟာဘာသာရေးအဖွဲ့အစည်းတွေနဲ့အကြီးကျယ်ပြဿနာတက်ခဲ့ကြတယ်ကွန်မြတ်သက်ပြတ်ခံခဲ့ကြရတယ်ဘာဖြစ်လို့လဲဆိုတော့ဘာသာရေးကျမ်းစာတွေနဲ့ကွဲလဲနေတဲ့အမှန်တရားတွေကိုသိပ္ပံပညာနဲ့ဖော်ထုတ်ပေးခဲ့ကြလို့ပဲကော်ပါနီကပ်ဆိုတဲ့နာမည်ကျော်နက္ခတ္တပညာရှင်ကြီးဟာအဲ့ဒီဆွဲချက်နဲ့ပဲမိစ္ဆာဒိဋ္ဌိလို့သတ်မှတ်ပြီးတော့မိရှုအသက်ခံခဲ့ရတယ်လေဒီလိုနဲ့1500ခုနှစ်ရောက်တော့ရောမအာနာပိုင်တွေကဖမ်းဆီးကွပ်မျက်တာကြောင့်အလင်းတော်ကိုင်းဟာဝီယောပါတဲ့အနံ့ပြောင်ထွက်ပြေးလာခဲ့ကြတယ်အဲ့ဒီမှာ free mason လို့ခေါ်တဲ့ဂိုင်းနဲ့ပူးပေါင်းပြီးကြတော့တာပဲမိုးရင်ကခမ ्या ပြောတဲ့အကြောင်းအရာတွေကတိတ်ကိုကြီးမားလွန်းနေတဲ့ရွှေစင်မမခမ ्या တို့ရဲ့အလင်းတော်ကိုင်းဟာအဲ့ဒီလောက်ထိဩဇာကြီးခဲ့တယ်ဆိုတာအရှင်ကတခါမှမကြားဘူးတော့စိတ်ထဲမှာယုံရတာတမျိုးဖြစ်နေတယ်ရွှေစင်မမအကောင်းကြီးလိုက်ရင်ဟုတ်ပါလိမ့်မယ်ကိုမိုးရင်အလင်းတော်ကိုင်းဟာလှုပ်ဝက်လွန်းတာ哦လူတွေပဲသိကြပါမလဲဒါပေမဲ့တကဘာလုံးကလူတွေကြားထဲမှာအလင်းတော်ကိုင်းရဲ့ဩဇာပြန့်နှံ့နေတာတော့ညှင်းလို့မရပါဘူးကိုမိုးဟိဒါနဲ့ပီကာဆိုဆိုတဲ့ပကြီးဆရာကြီးကိုတော့ရှင်ကြားဘူးမှာပေါ့နော်ကြားဘူးတာပေါ့ကဘာကျော်ပကြီးဆရာကြီးပဲမဝင်းရဲ့ပြေးကြောင်ရွှေစင်မမစိတ်လိုလဲရပြုံးလာရင်နဲ့ဒါဆိုကျမတခုမေးမယ်အခုတကဘာလုံးမှာငိမ့်ချမ်းကြီးရဲ့သင်္ကေတအဖြစ်ဘာရုပ်ပုံသင်္ကေတဖြစ်နေသတ်မှတ်ထားကြသလဲအဖြူအောင်ကျုံးငတ်ကလေးအဲ့ဒီသင်္ကေတကိုလည်းပီကာဆိုကပဲပကြီးဆွဲပေးခဲ့တယ်မဟုတ်လားရွှေစင်မမသိဟုတ်တာပေါ့ကိုမုံဟိရဲ့ခဏလေးနော်ကျမရှင်းကိုပြစရာတခုရှိရဲ့ရွှေစင်မမပြောပြောဆိုဆိုဖြင့်အခန်းတောက်မှာရှင်စောင်းစင်စီသူရှောက်သွားပြီးကျန်းဆောင်တအုပ်ကိုထုတ်ယူလိုက်တယ်ထို့နောက် Saint Gregory of နာဆာမှာစာပိုက်လက်ညှိုးဖြင့်ထောက်ပြပြီးတော့
ဒီမှာဖက်ကြည့်ပါကိုမောဟိလူသားရဲ့ဝိညာဉ်ဟာညအလင်းတော်ကိုရတဲ့အခါဝိညာဉ်ဟာခုံငှက်ရဲ့အသွင်သို့ပုံတတန်ဆောင်နေလို့အထိပ္ပယ်ရတယ်ခရစ်တော်မပေါ်ခင်ကလေးဟာရှိခဲ့တဲ့ပန်ကန်ကူးကွယ်မှုကငြိမ်းချမ်းရေးတမန်တော်ရဲ့အမတ်သားဟာခုံငှက်ပဲအဲ့ဒါကြောင့်ပီကာဆူကအဲ့ဒီသင်္ကေတကိုဆွဲပေးလိုက်တာလေပကြီးဆရာကြီးပီကာဆူကလည်းအလင်းတော်ကိုင်းသားတယောက်ပါပဲကိုမောဟိသူမရဲ့စကားကြောင့်မိုးအင်းကဘာပြန်ပြောရမှန်းမသိတော့မစင်အောင်သားဖြင့်ကြောင်တောင်ငေးမောကြည့်နေမိရဲ့ပြီးမှမိုးအင်းကကောင်းအောင်ဖြင်းညက်စွာခါရဲလာရင်နဲ့တောင်းနဲ့မြခမရဘလို့လုပ်ပြီးတော့အဲ့ဒီအဖွဲကြီးနဲ့ရန်ဘက်ဖြတ်သွားတာလဲရွှေစင်မမကဒူးထင်းညင်သားတော့တပ်ပြင်းတစ်ချက်ကိုမုံထုတ်လိုက်ပြီးမူရင်ဖွဲကြီးရဲ့ကျွေးချက်တွေပဲဘလောက်ပဲကောင်းကျမတို့ဂိုင်းခွဲကိုချဲ့လေးတဲ့သူရဲ့အတ္တနဲ့မာနတွေကဒီအဖွဲရဲ့နာမည်ကိုဖျက်ဆီးပြစ်နေရလို့ကျမခံစားရတယ်ခမရတို့အဖွဲ့ကောင်းဆောင်ရဲ့နာမည်ကဘာတူလဲသူ့နာမည်ရင်ဘယ်သူမှသိခွင့်မရှိဘူးနာမည်ဝက်ကတော့စပါတာခဲတဲ့ရောမသူရေကောင်းရဲ့နာမည်ပေါ့ဘာဖြစ်လို့အဲ့ဒီလိုခေါ်ရတာလဲအဲ့ဒါထုံးစံပဲကုန်မွေးအဲ့ဒီ300စုလောက်မှာပေါ်ထွန်းခဲ့တဲ့မာနီဆိုတဲ့ကန်နာရေးပညာရှင်ကြီးရဲ့အတွေးခေါ်အခြေခံပြီး1986ခုနှစ်မေလ1ရက်နေ့မှာအတန်ဝီရှော့ဆိုတဲ့ပုဂ္ဂိုလ်ဟာအဲ့ဒီအလင်းတော်ကောင်စထူထောင်တာလေအသင်းရဲ့ဖွဲ့စည်းပုံအရဂိုင်းကျုပ်ရဲ့နာမည်ကိုစပါတာကဲလို့ခေါ်ရတယ်။ခေါင်းဆောင်တွေဘယ်နှယောက်ပြောင်းအသစ်တက်လာတဲ့ခေါင်းဆောင်ဟာသူ့မူရဲ့နာမည်ကိုဖျောက်ပြီးစပါတာကဲဆိုတဲ့နာမည်ကိုယူရတယ်။စပါတာကဲရဲ့အောက်မှာအတွင်းစီလို့ခေါ်တဲ့ဂိုင်းခွဲမှု၄ယောက်ရှိရတယ်။သူတို့မာဂတ်လို့ခေါ်တယ်။ကျမလည်းအရှင်တုန်းကမာဂတ်တယောက်ပေါ့။ခေါင်းဆောင်လုပ်တဲ့စပါတာကဲရဲ့လုပ်ပုံကိုင်ပုံတွေမကြိုက်တော့တာနဲ့လမ်းခွဲခဲ့တာ။ရွှေစင်မမတန်အနေငယ်မောဟိုင်နွမ်းလျသလိုခံစားရတယ်။စကားတွေအရှိပြောလိုက်ရချမ်းကြောင့်မောပန်းသွားတာမျိုး။မောင်မိုက်တော့အတိတ်တဆုံတရားကိုပြန်တရိရပြီးကြေကွဲနွမ်းနေတဲ့ပုံမျိုးသားဖြတ်တဲ့မိုးအင်းကခမရတို့ရဲ့ခေါင်းဆောင်စပါတာကက်ကရက်ဆက်ရုံမှတက်တဲ့လူမျိုးလားရွှေစင်မမ။မဟုတ်ဘူး။သူကရက်ဆက်ပင်မယုံမအောင်။သူအတ္တလည်းသူတယောက်တည်းရဲ့ကိုရွေးခုတာအကျိုးမြတ်တော့မဟုတ်ဘူး။ဒါပေမဲ့ငါလိုချင်တာမှန်သမျှဖြစ်ရမယ်ဆိုရင်မာနာကြီးလို့နေရ။ဒါခေါင်းဆောင်တယောက်မှရှိတဲ့အစိတ်ထားမျိုးမဟုတ်ဘူးလေ။ तू ကဘာလို့ချင်တာလဲ။ तू ကအခန်းနံပါတ်73ထဲမှာရှိခဲ့တဲ့ပစ္စည်းကိုပြန်စုချင်တယ်။ဒီပစ္စည်းတွေစုစည်းမိပြီးပြောင်းလဲသွားတဲ့ရေမြေလေးမီတက်ကြီးလေးပါလေဝက်ချက်ကိုသိနိုင်လိမ့်မယ်လို့သူယုံကြည်ရဲ့။အဲ့ဒီလိုဝက်ချက်ကဘလောက်များအရေးကြီးနေလို့လဲရွှေစင်မမ။အဲ့ဒီလိုဝက်ချက်ကိုသိတဲ့သူကတကုန်းရှင်ဖြစ်ပြီးပေါ့ကိုမုံဟိ။ထိုစကားကြောင့်မုံဟိရဲ့ရင်ထဲမှာအမိနာမမဲ့တဲ့မုံတိုင်းတစ်ခုဝုန်းကနေဖြတ်တန်းသွားတယ်။ तू ကဒါတကယ်ပဲလားခမရရောအဲ့လိုယုံကြည်သလားရွှေစင်မမကျမကတော့လူသားပြပြတသားလူလိုပဲရှင့်သက်နေထိုင်ခြင်းနဲ့ကိုမွေကျမတကူ80ဘက်ကိုယုံကြည်မရှိဘူးတဘာဝတရားကိုပဲယုံကြည်ရဲ့လူဟာစင်တကောင်လိုခွန်အားကြီးမဖို့မလို့ငှက်တကောင်လိုလေထဲမှာပြန်တန်းနိုင်စွမ်းရှိဖို့မလို့ဒါတဘာဝတရားပဲတကူ80ဘက်ဆိုတာလူသားတွေအတွက်ကောင်းကျိုးဆိုးကျိုးပဲပို့ပြီးတော့မှပေးနိုင်လိမ့်မယ်ကိုမွေဒါကြောင့်တဘာဝတရားကန့်သက်ထားတာပေါ့သူမရဲ့စကားဆုံးနေမုံအင်းကအကောင်းလေးလေးပင်ပင်ငိမ့်လိုက်တယ်ထို့နောက်ခမပြောတာတွေအားလုံးကျွန်တော်လက်ခံပါတယ်ဒါရီကိုခမတတိချာချာစဉ်းစားထားပြီးမှပြောနေတယ်ဆိုတာကိုလည်းရှုံတယ်ဒါပေမဲ့ရှင်းစီမှာရှိရဲ့တော့ကျမမပေးနိုင်မဟုတ်လားကိုမွေးဟုတ်တယ်ကျွန်တော်သမီးလေးအဲ့ဒီအခန်းနံပါတ်73နဲ့ဝင်မိပြီးပျောက်သွားတယ်ဘယ်လောကောက်ရောက်သွားပြီလဲဆိုတာတော့ကျွန်တော်လည်းမသိနိုင်တော့ဟော်ရီတော့ကျွန်တော်သမီးလေးကိုပြန်တွေ့ဖို့တခုတည်းတော့မျှော်လင့်ချက်ပဲရွှေစင်မမသမီးလေးကိုပြန်မတွေ့ရမချင်းဒီတော့အဆုံးရှုံးမခံနိုင်ဘူးဒါပေမဲ့ကိုမဟိကျမတော်ရွှေစင်မမဘာအောင်မှမပြောနဲ့တော့ကျွန်တော်ဖြောင်းပြဖို့လည်းမကြိုးစားနဲ့တော့ကျွန်တော်ဒီကိုလာတာပေးဖို့လာတာမဟုတ်ဘူးယူဖို့လာတာရှင်ရွှေစင်မမနားလျာခတ်တော့မျက်လုံးနေနဲ့မုံဝင်းကိုစိုက်ကြည့်ရဲ့မုံဝင်းကသူ့ကိုယ်သူအတက်နိုင်ဆုံး80ဆက်ပြောင်းကြိုးစားရင်းနဲ့ခမည်းစီကဂျိုကာရုပ်ပုံပါတဲ့ဖဲချက်ကလေးကျွန်တော်ပေးလိုက်ပါရှင်မားနေပြီထင်တယ်ကိုမွေဟုတ်တယ်မှားကြလဲမှားနေမှာပဲဒါပေမဲ့ကျွန်တော်သမီးလေးကိုပြန်တွေးဖို့ဆိုရင်တော့ဘာမစိုးလုံးရတော့မှာပဲကပ်ပေးမလားမပေးဘူးလားရွှေစင်မမကသူမရဲ့ဘောင်းမြေထဲသို့လက်နိုင်လိုက်တယ်ထို့နောက်တစုံတရာဖြတ်ကနေဆွဲထုတ်ပြီးမုံဟင်းရဲ့မျက်နှာရှိမှထောင်ပြလိုက်တယ်ဟာမုံဟင်းကရောင်ရမ်းပြီးမျက်လုံးကိုစုံမိတ်ထားလိုက်တယ်ကြည့်မိရင်မူးမိလဲကျတော့မှဆူရာချောင်းဖြတ်တယ်နောက်မှတတိယပြီးမျက်လုံးဖြည်းဖြည်းချင်းဖွင့်ကြည့်လိုက်တယ်ရွှေစင်မမရဲ့လက်ထဲမှာဖဲချက်ကလေးသို့တော့သူမကမုံဟင်းစီတို့ဖဲချက်ရဲ့ကြောဘက်ကိုလဲ၍ထောင်ပြထားခြင်းသာဖြစ်တယ်မုံဟင်းကတပြင်းချိုင်နဲ့ဖဲချက်ကိုလမ်းယူတယ်ရွှေစင်မမရင်းချက်စွာပြုံးလေရဲ့ခမဘဲသွားနေရလဲကြားလိုက်တာဗျာ
တက်ဦးကအပြစ်တင်တဲ့လေးတန်းနဲ့ပြောတယ်မိုးဝင်းကတက်ဦးရဲ့လက်ကဝဲအားခတ်ထားတဲ့လက်ထိတ်ကိုပြန်ဖြုတ်ပေးနေဟဲ့ကောင်စကားမများစမ်းနဲ့ခုချိန်ရောက်စပြီးတော့မင်းနဲ့ငါလက်တွဲပြီးတော့အလုံးလုံးအောင်မှာသဘောပေါက်လားကဲပြောစမ်းမအောင်ငါသမီးလေးကိုပြန်တွေးဖို့ဘာပစ္စည်းကိုတုံးအောင်မလဲအဲ့ဒီပစ္စည်းကိုရောဘယ်မှာရှာမှာလဲတက်ဦးကထုံချိန်ကြိုက်ခဲစပြုတ်နေတော့သူလက်ကဝဲကိုစုံနေရင်နေရာနဲ့ပြားမှရောက်နေတဲ့တိတ်တဝင်ပစ္စည်းအမျိုးပေါင်း30ကျော်လောက်ရှိမယ်လို့ခန့်မှန်းရတယ်အစားတော့ကတော့100လောက်ရှိရဲ့အများစုကဘယ်သူမှမသိနိုင်တဲ့တနေရာမှာလုံးဝအပိသက်သိသိခံလိုက်ရပြီလို့ယူဆတာပဲဒီအကြောင်းဟောဒီတိတ်တဝင်ပစ္စည်းတွေနောက်လိုက်နေတဲ့ဂမ်မီယာမုံစုတွေတော်တော်များများမသိကြသေးဘူးဟောမင်းကတော့အဲ့ဒီဟာမှလိုအပ်ချက်ကြီးကိုသိနေတဲ့ပုံကိုယ်တူကြီးပေါ့လေဟုတ်လားတက်ဦးမိုးဝင်ကစိတ်ထဲမှာခက်ချင်ချင်ရှိတဲ့အတိုင်းပြောလိုက်တယ်တက်ဦးကရီးမနေစမ်းမနဲ့ဗျာဒီကိစ္စမှာခမည်းနဲ့ကျန်တော့တယောက်ကိုတယောက်မှမယုံရင်ဘာမှဆက်လုပ်လို့ရမှာမဟုတ်ဘူးအေးမင်းကိုယုံတော့မယုံဒါပေမဲ့မင်းသိထားတာတွေအားလုံးကိုတော့ငါ့ကိုပြောပြမှဖြစ်မယ်ကဲဆက်စမ်းမအောင်ဒီတိတ်တဝင်ပစ္စည်းတွေအစတုန်းကတော့ခရီးသည်တယောက်ပိုင်နဲ့ရိုးရိုးသားမှန်လူသုံးပစ္စည်းတွေပဲအဲ့ဒီခရီးသည်ဟာအိမ်မက်ရွာလို့ခေါ်တဲ့ဟိုတယ်တစ်ခုရဲ့အခန်းနံပါတ်73မှာလာပြီးတဲခဲ့တယ်1950ခုနှစ်ကတဝိုက်ကလို့ထင်တာပဲအတိအကျတော့ဘယ်သူမှမသိဘူးဂမ်မီယာမုံဆိုးတွေခေတ်သစ်တိုက်ဆရာတွေအပြောရတော့အဲဒီခရီးသည်ကအခန်းနံပါတ်73ထဲမှာရှိနေတော့ရှမ်ဗေလာလို့ခေါ်တဲ့အလွန်ထူးဆန်းတဲ့ဒေတာကရောက်လာတဲ့လူတစ်ယောက်နဲ့စုံခဲ့ကြတယ်ဆိုပဲအဲဒီပုဂ္ဂိုလ်ကြီးရဲ့နာမည်ကမာနီတဲ့ဘာတက်ဦးမင်းယူနေသလားမာနီဆိုတာ8300စုလောက်ကလူကွဘလို့လုပ်ပြီးတော့1950ခုနှစ်ကခရီးသည်နဲ့စုံနိုင်ပါလေခမရတော့အသိဉာဏ်နဲ့တယ်လို့ပဲကိုမိုးရင်မာနီဆိုတာရှမ်ဗေလာလာတဲ့ကန္နာပညာရှင်ပြရှမ်ဗေလာမှာတက်တန်းဆိုတာလူသားမှန်နေလို့အကန့်အသတ်ရှိတာမဟုတ်ဘူးတုံးလိုက်လားတက်ဦးရဲ့လေးတန်းတစ်ချိန်လုံးသူအားကြည့်ပဲအဖိခံနေရမှာအကအခွင့်သက်ကအပေါ်စီရတော့မှနာနာဖီထောင်းလိုက်မယ်ဆိုရဲစိတ်တဘာဝပေါ်လင်းစေရဲ့ဒီတစ်ချက်တည်းနဲ့တက်ဦးကဘလို့လူစားဖြစ်မှန်းတွက်ဆကြည့်ရရသွားတယ်တက်ဦးကဆက်၍အဲ့ခန်းနံပါတ်73နဲ့ကိုမာနီဆိုတဲ့ပုံကိုရောက်လာပြီးတဲ့နောက်မတော်တဆလားတမင်တကာလားတော့မသိဘူးအဖြစ်ပြက်တစ်ခုခုဖြစ်ခဲ့ပုံရတယ်အဲ့ဒီမှာအခန်းထဲမှာရှိသမျှပစ္စည်းအလုံးဟာတိတ်တဝင်ပစ္စည်းတွေဖြစ်သွားတော့တာပဲအဲ့ဒီပစ္စည်းတွေထဲမှာအရေးကြီးတာနှစ်ခုပါတယ်တစ်ခုကခမည်းလက်ထဲမှာရှိရဲ့တော့နောက်တစ်ခုကဘာလဲတက်ဦးမဟာတိတ်တဝင်ပစ္စည်းလို့ခေါ်တယ်အဲ့ဒါကတော့စပွဲတင်နာရီတစ်လုံးပဲကိုမုံဟိအဲ့ဒီစပွဲတင်နာရီဟာတခြားတိတ်တဝင်ပစ္စည်းတွေအလုံးထပ်ပို့ပြီးတော့အစွမ်းထက်တယ်သိကြလို့လားတက်ဦးမင်းကဘလို့လုပ်ပြီးတော့အတိအကျသိနေရလဲမုံဟိရဲ့အမေကွန်အကြောင်းတက်ဦးရဲ့မျက်လုံးများကအယောင်ဖြော့တော့သွားကရုပ်ကြီးအိုစားတယ်လို့ဖြစ်သွားတယ်ထို့နောက်တက်ဦးကမိုင်းရီတဲ့အတန်နဲ့သိတော့ဗောဗျာဒီပစ္စည်းတွေနောက်ကိုကျအသက်20အရွယ်ကလေးကနေမိန်ညမိန်အနမ်းခံပြီးတော့လိုက်ခဲ့ရတာဒီပစ္စည်းတွေအကြောင်းနားလေလာအောင်လို့လိုက်ပြီးတော့ရှာဖွေတက်လာအောင်တင်ပေးခဲ့တဲ့သူကတော့ဖိုးသူတော်ကြီးတပားပါပဲဘာဖိုးသူတော်ကြီးဟုတ်လားဟုတ်တယ်ကျအသက်20အရွယ်မှာလူရက်မှုတစ်ခုနဲ့ထောင်ကျနေရလွတ်ပြီးဖုန်ကြီးကျောင်းတစ်ကျောင်းမှာခိုကပ်နေရတယ်အဲဒီဖုန်ကြီးကျောင်းရောက်လာတဲ့အာဂန္တုဖိုးသူတော်ကြီးတပားကျုပ်ဘဝကဲခဲ့တာပဲကိုယ်ခံပညာတွေရောဂမ်ဘီယာပညာရဲ့အခြေခံတွေရောဘာသာစကားမျိုးစုံမှာရေးတတ်ပြောတောင်အဲ့ဒီဖိုးသူတော်ကြီးကပဲတင်ပေးခဲ့တာပြီးတော့သူသွားရနောက်တကောက်ကောက်လိုက်ပြီးတော့တိတ်တဝင်ပစ္စည်းတွေကိုမရမကလိုက်ရှာရတယ်အဲ့ဒီဖိုးသူတော်ကြီးကတိတ်တဝင်ပစ္စည်းတွေကိုစုပြီးတော့ဘာလုပ်တာလဲဘာမှမလုပ်ဘူးဗျအဲ့ဒီဖိုးသူတော်ကြီးကတိတ်ပြီးတော့နားလေရခတ်တယ်သူနဲ့ကျွန်တော်တွဲပြီးတော့ရှာဖွေခဲ့တဲ့တိတ်တဝင်ပစ္စည်းအမျိုးပေါင်း90ကျော်လောက်ရှိမယ်အဲ့ဒါတွေကိုသူ့လက်ထဲအပ်လိုက်ပြီးနောက်တစ်ချိန်ဘယ်တော့မှမမြင်ရတော့ဘူးသူ့အမေကြီးတော့ဘယ်သူမှမသိနိုင်တဲ့တနေရာမှာသွားပြီးတော့ဝတ်ထားလိုက်ပြီလို့ပြောတယ်ဒီပစ္စည်းတွေကိုလူတွေလက်ထဲအောင်မရောက်စေချင်တဲ့သဘောပေါ့ဗျာအဲ့ဒီဖိုးသူတော်ကြီးကအခုဘယ်ရောက်သွားပြီလဲတက်ဦးခေါင်းကိုခါရလိုက်တယ်ထို့နောက်မသိဘူးကျုပ်သူ့ဆရာထွက်ပြေးလာခဲ့တာအတော်ကြာပြီထွက်ပြေးလာခဲ့တယ်ဟုတ်လားမင်းဘာတွေမဟုတ်တာသွားလို့လဲမဟုတ်တာလုပ်တယ်ပဲထားပါတော့လေဒီလောက်တန်မိုးရှိတဲ့ပစ္စည်းတွေအသုံးချခွင့်မပေးပဲအစဖြောက်ပြက်နေရလုံးဝအတိတ်ပဲမရှိဘူးလို့ကျုပ်ယူဆတယ်အဲအကြောင်းတနေ့မှာသူသွားမဝက်ရသေးရဲ့ပစ္စည်းတစ်ချို့ကိုခိုးဖို့ကြိုးစားရင်သူရိမ့်မိသွားတာနဲ့မနှဲလွန်အောင်ပြေးခဲ့ရတယ်အဲ့ဒီကလေးကသူနဲ့ပြန်မတွေ့အောင်လို့တိမ်းရှောင်နေခဲ့ရတော့တာပဲတအူရဲ့လေတံတိုးရည်တိမ်ဝင်သွားတယ်အမတ်တမဲဆိုရင်တနာစရာပင်ကောင်းနေတယ်လို့ဟဲ့ကောင်မင်းကြောင်ဒါပဲလားကွာမင်းလိုကောင်ဘယ်အနည်းနဲ့မှလက်ကြီးတက်တက်ပြေးလာမယ်ကောင်းတော့မဟုတ်ဘူးမမှန်ပြောစမ်းမင်းဘာတွေခိုးလာခဲ့တယ်လဲနှစ်ခုတည်းပါဗျာစာရီမန်မသိအောင်ရေးထားတဲ့ကျန်းစာအုပ်တအုပ်နဲ့ဖောင်တိတ်တစ်ချောင်းပဲအဲ့ဒီစာအုပ်ကြီးကိုတိတ်တိဝင်ပစ္စည်းအောင်ပြီလို့ခိုးလာမိရတကယ်တော့မဟုတ်ဘူးဗျ
မတော်တဆဆရွက်ပြေးသွားမှပေါင်ဆွမ်းမှမရှိရဲ့စောင်းမှန်သိရတယ်အထဲမှာရေးထားတာလေအီဂျစ်အယုတ်စာလိုဘာလိုနဲ့ကျုပ်လည်းအတိတ်ပဲမဖွင့်တတ်ဘူးတန်မိုးရှိတာကတော့ဖောင်တိန်ပဲအဲ့ဒီဖောင်တိန်ကလေအခုတော့တခိုးလက်ကသူ့ဝဲလူသွားပြီလေမဝင်းကသူ့စကားကိုဂရုမစိုက်ပဲပခုံးတွန့်ပြလိုက်တယ်ထို့နောက်ဒါဆိုဖိုးသူတော်ကြီးရဲ့ကျန်းစာကရောဘယ်မှလဲအဲ့ကျန်းစာကိုလေခမားလိုပဲလူကြီးလူကောင်းအောင်စောင့်ထားတဲ့တခိုးတဝက်တယောက်ကရသွားတယ်ဘသူလဲပြောစမ်းတတ်ဦးဦးရွှေစံအောင်လေဘာလဲခမားသိအံ့ဩသွားသလားကိုမွေးဦးရွှေစံအောင်ဟာတိတ်တင်ဝင်ပစ္စည်းတွေကိုအသေးအတန်လိုက်ရှာနေတဲ့ခံမရတိုက်သမားတယောက်ပဲရှီအောင်ပစ္စည်းဆိုင်ရာအဲ့ဒီတိတ်တင်ဝင်ပစ္စည်းတွေကိုရှာဖို့ဖွင့်ထားတဲ့ဆိုင်ပေါ့ခမားသမီးလေးအတွက်လိုအပ်နေတဲ့မဟာတိတ်တင်ဝင်ပစ္စည်းရလဲသူ့စီပါပဲကိုမွေးစပွဲတဲ့နာရီပြောတာလားဟုတ်တယ်သူ့ရဲ့ဘော်တက်ကအစွန်စောအခန်းတစ်ခန်းထဲမှာသူရှာဖွေထားသမျှတိတ်တင်ဝင်ပစ္စည်းတွေကိုလုံခြုံရေးတင်းတင်းကြပ်ကြပ်ချပြီးတော့တင်ထားတယ်စပွဲတဲ့နာရီကတော့အဲ့ဒီအခန်းထဲကမိကန်တက်တာတွေမှာရှိရဲ့ကိုမွေးမဝင်းကသူသိလို့တော့အချက်လက်တွေကိုတအူးထမှမေးမြန်းပြီးတဲ့နောက်စီစဉ်စရာရှိတာတွေစီစဉ်ရတယ်။နေတဝက်ခန့်ကြောင်အပြင်သို့ထွက်သွားပြီးတဲ့နောက်ပြန်လာတဲ့အခါမှာမဝင်းရဲ့လက်ထဲမှာစက်ကူလေးတွေတပွေးတစ်ပိုင်းလက်သမားသောပစ္စည်းတွေကလည်းခရီးဆောင်ရည်နဲ့တလုံးပြေးပါလာတယ်။တအူးကသူ့လက်ထဲမှာစက်ကူလေးတွေကိုလှမ်းကြည့်ကဘာဆောင်ရွက်တွေလဲပြကိုမွေးအဆောက်မွေးပုံလေးကွာဦးရွှေဆိုင်အောင်ရဲ့တိုက်ကိုစောက်ပြီးရဲ့အင်ဂျင်နီယာစီကနေခဏငားလာတာမိုးဟင်းကပျော့ပျော့ဆူဆူဖြင့် blueprint ပုံစံစာရွက်တွေကိုစပယ်ပေါ်ဖြန့်ချလိုက်တယ်။ဦးရွှေစံအောင်ရဲ့တိုက်ပုံစံကိုအထလိုက်တလွာချင်းစီစကေးကဆွဲထားသောအခန်းဖွဲ့စည်းပုံတွေကြည့်နေတနေရာအရောက်မှာလက်ညှိုးနဲ့ထောက်လိုက်ကဟဲ့ကောင်တအူးပစ္စည်းတွေထားတဲ့တောင်ဆုံးကအခန်းဆိုတာဟောဒီအခန်းကိုပြောတာလားဟုတ်တယ်ကိုမွေအရင်တော့အဲ့ဒီအခန်းကိုစာဖတ်ခန်းအနေနဲ့သုံးတာဒါဆိုဒီအခန်းပြင်ဘက်မှာဝရန်နာလေးတစ်ခုရှိအောင်ပါပေါ့ကွာဟောဒီပုံထဲမှာကြည်စမ်းအရင်တော့ဟုတ်တယ်အခုတော့အဲ့ဒီဝရန်တာကိုဖျက်ပစ်လိုက်ပြီကိုမွေသူရဲ့တိတ်တိဝင်ပစ္စည်းတွေထားတဲ့အခန်းကိုလဲလဲကူကူနဲ့ဝရန်နာကနေတွေ့တက်ပြီးတော့မဝင်နိုင်အောင်ပေါ့လေခုတော့အဲ့ဒီနေရာမှာနေရန်ပြောင်းချောပဲရှိတော့တယ်အပေါ်ဓာတ်ထိရအောင်လို့အဲ့ဒီနေရန်ကနေတွေ့တက်ဖို့ဆိုတာဘလို့မှမဖြစ်နိုင်ဘူးမိုးအင်းကပြုံးလိုက်ရင်းနဲ့အရင်တော့ဝရန်နာရှိခဲ့ဘူးလေဆိုရင်အဲ့ဒီအခန်းကနေဝရန်တာကိုထွက်တဲ့တကားပေါက်ရှိရမှာပေါ့ဟုတ်တယ်မဟုတ်ဘူးလားတက်ဦး sorry ပဲကိုမွေတိတ်စိတ်ကူးရင်မနေနဲ့ဦးရွှေစန်းအောင်ကခမားထက်လဲတယ်အဲ့ဒီတကားပေါ်ကနေအင်္ဂလိပ်တွေလောင်းပြီးတော့ပိတ်ထားပြီးကလေးတွေမတွေးစမ်းပါနဲ့ဗျာအဲ့လောက်လွယ်နေမှဖြင့်ကျုပ်စောကြီးကလေးကတက်ခိုးပြီးတော့ကုန်နေတော့ရောပေါ့မင်းစာရိတ္တတော့ငါယုံပါတယ်တက်ဦးကတရေတစ်ချက်ပြစ်ကနေထွေးလာရင်ခမားသိအောင်ပြောထားရအောင်မယ်အဲ့ဒီဦးရွှေစန်းအောင်ဆိုတဲ့ကြောင်သူတော်ကြီးဟာလူလေလူပါကြီးဗျသူ့အိမ်မှာရှိသမျှတကားတွေအားလုံးကိုဘေးဓာတ်တုံးဖွင့်ရတဲ့ရှော့တကားတွေပဲတက်ထားတယ်။ဘေးတကားမှတုံးဖွင့်လို့ရတဲ့တကားလက်ကင်တော့မရှိဘူး။အဲ့ဒါဘာဖြစ်လို့လဲသိလား။ခမားလိုကံမရတော့ရထားတဲ့သူဟာသူ့အိမ်နဲ့ခိုးဝင်ပြီးသူစုထားတဲ့တိတ်တိဝင်ပစ္စည်းတွေကိုအလက်တုပ်တောင်မှဆိုလို့တဲ့အကွက်စီပါလား။ဟုတ်တယ်။ဘလောက်တော့အကွက်စီတလဲဆိုရင်အဝေးဘီယိုတကားအစရှော့တကားပဲတုံးနေပြီးတော့တိတ်တိဝင်ပစ္စည်းတွေထားတဲ့စာဖက်ကန်တကားနဲ့နေရန်ကြီးကလက်သုံးလုံးလောက်ထူတဲ့ပြင်ကလေးသားပြင်ချက်တွေပဲ။အဲ့ဒီအခန်းတက်ကတော့မပါပဲဖွင့်ဖို့ဆိုရင်ဒိုင်းနမိုက်နဲ့ခွဲမှရလိမ့်မယ်ကိုမွေတက်ဦးရဲ့စကားကြောင့်မိုးဟင်းကသူ့အတွေးဖြန့်သူကြိတ်ပြုံရင်ပြန်ပြောလိုက်တယ်တခါဒိုင်းနမိုက်လိုကြမ်းတမ်းတဲ့အင်အားတွေထက်စင်စာတွေးခေါ်တတ်တဲ့အုံနောက်ရဲ့နူးညံ့မှုဟာဆွမ်းအားပိုကြီးရဲ့တက်ဦးရှင်းနောက်စီတန်းကမောင်းနေလာတော့ကားသုံးစင်းကရင်းနှံကြီးရောင်းနေတဲ့ကျုံသားနှစ်ထပ်အိမ်မမဲကြီးတစ်လုံးရှိမှထိုးရလိုက်တယ်အလင်းတော်ကိုင်းသားတွေကကားပေါ်မှာတပြိုင်တည်းလိုဆင်းလိုက်ကြတယ်။ဒေါက်တာထုံးဟန်ပြီးမှတေဇောဆိုသည့်အမိမ့်မပြူဟာကဲဒေါက်တာဆင်းလို့ရပါပြီရှင်။ကျမတို့အလင်းတော်ကိုင်းရဲ့ဌာနချုပ်ကိုရောက်ပါပြီ။ဒေါက်တာထုံးဟန်ကကားပေါ်မှာဆင်းလိုက်တယ်။အင်ယိုကြီးရဲ့မျက်နှာစာတစ်ခုလုံးကိုအကြည့်တစ်ချက်ဝှေ့ပြီးတော့အကဲခတ်လိုက်တယ်။မြေတီထူကြသောအမတ်သားမှမရှိ။ခြံဝန်းကျဲကြီးတစ်ခုထဲမှာကိုပင်မကြီးမြင့်များဖြင့်အုပ်ဆန်းဆန်းဝင်ရနေတဲ့ရှီအောင်တစ်လုံးကြီးပင်ဖြတ်တယ်။ဒေါက်တာထုံးဟန်ရဲ့နားထဲမှာအင်ယိုကြီးရဲ့နောက်ဖက်စီမှာလို့ထင်ရတော့ရေစည်းတန်တဲ့ကိုကြားရတယ်။ငမိုးရီချောင်းဆက်လောက်ဖြစ်မယ်လို့သူတက်ဆမိရဲ့။လောက်လေဒေါက်တာဘာငိုင်းနေရလဲထဲဝင်ကြရအောင်။တေစောဆိုသည်မိမ့်မပြူဟာပျော့ပျော့ဆူဆူဖြင့်ရှိမဦးဆောင်ကအင်ကြီးရဲ့သို့ဝင်သွားတယ်။အထဲသို့ရောက်တဲ့အခါတွင်အပြင်ကမြင်ကွင်းနဲ့မြေတုံးမှဆက်မရအောင်ခန္ဓာလုံးနဲ့မှတွေ့လိုက်ရတယ်။ကျမ်းပြက်တစ်ခုလုံးတံပိုးကြီးမှသောပါရှန်ကော်စောများခင်းထားတယ်။ကော်စောများရဲ့အဆင်အသွေးမှာ
ကြားကွက်တံအဖြူမဲ4000ကွက်များသာဖြတ်တယ်။နေရပပတ်လည်းမှလည်းစတူရန်ပုံအဖြူမဲကွက်ကြားများဖြန့်တာဝင်ရထားလေရဲ့။ခမ်းမရဲ့လဲတက်တဲ့နေရာမှာပလင်တစ်ခုရှိပြီးတော့ထိုပလင်ပေါ်တွင်6မြောက်ကျဲတစ်လုံးရှိရဲ့။တစ်ဖက်တွင်ကျောမီမြန်မာသောရှေးရောက်ကလထိုင်3လုံးကိုချထားတယ်။ရှေးတက်တဲ့မှာတော့ကြောက်တံပုံတံတိုင်3လုံးစိုက်ထူထားတယ်။ဒေါက်တာထွန်းကညာဘက်အဆုံရှိကြောက်တံကိုကြည့်လိုက်ပြီးတော့ဒါအိုင်ရိုနစ်ကြောက်တံမဟုတ်လား။မိမပြူကခေါင်းကိုခါရမ်းပြီးတော့မဟုတ်ဘူးကြောက်တိုင်နေမှာအောက်ခြေကနေအထက်ကိုရှူးသွားရင်ဒေါ်ရစ်လို့ခေါ်တယ်။အထက်နဲ့အောက်တစ်ဖြောင်တစ်မှတ်တည်းရှင်တော့ ironic လို့ခေါ်တယ်။ဟောဒီညာဘက်အစွန်ဆောင်ကကြောက်တိုင်ကဒေါ်ရစ်ပုံစံလေးအလဲရဂိုင်းကြောက်ကလထိုင်ရှိမှရှိရကတော့ ionic ပုံစံပေါ့လေ။အော် ionic ဆိုတာလျှက်စစ်စွမ်းအဖို့တဲ့အမတက်ဝင်နေတဲ့ ion လို့ခေါ်တဲ့အမုန်နေလှရှားသက်ဝင်နေတဲ့သဘောပါပဲလေ။ဟောဒီအခန်းတစ်ခုလုံးအဖြူနဲ့အနက်4000ခွက်တွေခင်းကျဲဝန်းရံထားတာကလေကဘာမြေထဲမှာရှိတဲ့ဘူမီချက်ကရာနဲ့လိုက်ရောညူတွေဖြစ်အောင်လို့ပါဒါမှလည်းစက်ကြဝဠာဆွမ်းရည်နေဖတ်ယူနိုင်မှာပေါ့မင်းတို့ပညာကံမီရပညာလားသိပ္ပံပညာလားဒေါက်တာထွန်းရဲ့စကားကြောင့်တေစောဆိုရဲ့မိမပြောဟာနှစ်နှစ်ချက်ချက်ပြုံးလာရင်နဲ့ရှင်ကြိုက်တယ်လို့ခေါ်နိုင်ပါတယ်ဒေါက်တာဒါဆိုရင်ငါ့ကိုဖမ်းတော့ကိုဖြောက်ပြတဲ့မင်းရဲ့အစွမ်းသက်တရားရောသိပ္ပံပညာလားကံမီရလားဒီတခါတော့မိမပြိုလေးကဟဲပပရီမောပြီးတော့အဲ့ဒါဘာပညာမှမဟုတ်ပါဘူးဟောဒီပစ္စည်းလေးရဲ့အစွမ်းကြောင့်ပါစကားဆုံးနဲ့သူမအင်ဂျီရဲ့ထဲမှာမီးကျင်လေးတစ်လုံးထုတ်ပြတယ်ဒေါက်တာထွန်းကအဲ့တော့ဘာလဲဒါအသိတိဝင်ပစ္စည်းတစ်ခုပဲဒေါက်တာဟောဒီမီးကျင်လေးကိုလက်ထဲမှာဆုပ်ထားရင်ခလုံးနှိပ်လိုက်ရင်အချိန်ကို10စက္ကန့်လောက်ရက်တက်ပြတ်နိုင်တယ်ရှင်အတွက်ရက်တက်နေတဲ့အချိန်တိုင်းမှာကျမတော့တခြားနေရာတွေရွှေ့ပြောင်းနိုင်တယ်လေအဲဒီတော့အချိန်ကိုတစ်ဆက်တည်းလို့ထင်လိုက်တဲ့ရှင်ဖို့ကျမဟောဒီနေရာမှာပြုံးကနေပြောက်သွားပြီးနောက်တနေရာမှာဘွားကနေပြန်ပေါ်လာတယ်လို့ထင်ရတာပေါ့အော်လုံးနာကြောင့်ဒေါက်တာထွန်းကဘာပြောမှမသိပါဆက်အောင်သားပြင်ငေးကြည့်နေရတယ်ကိုရီကြုံထားခြင်းဖြစ်တာကြောင့်မယုံရည်လည်းမရဒါအကဲခတ်မိတော့မိမပြူဟာမိချစ်ကိုဒေါက်တာထွန်းရဲ့လက်ထဲသို့ထည့်ပေးနေမယုံရင်စမ်းကြည့်ပါလားဒေါက်တာသူ့ကိုယုံယုံကြည်ကြည်ဖြစ်ဆက်ဆံလာတာကြောင့်အဲ့ဒီမိမပြူလေးပေါ်နားလေအခက်စွာနဲ့ငေးကြည့်ရဲ့ယူပါဒေါက်တာရဲ့ဒေါက်တာဒီပစ္စည်းရဲ့အစွမ်းကိုသုံးပြီးကျမတို့ဒီကနေ့နောက်လုံးမဲ့သူမဟုတ်ဘူးစာယုံကြည်ပါရဲ့သူမရဲ့စကားကြောင့်ဒေါက်တာထွန်းကမီးချက်လေးကိုလှမ်းယူလိုက်တယ်ထို့နောက်စိတ်အာရုံကိုစုစည်းပြီးထိုမီးချက်ရဲ့ခလုတ်ကိုလက်မနဲ့ဆက်ကနေဖိလိုက်တယ်ဟမ်နားရင်းမလေးထွက်သလိုမျိုးတဝန်းဝန်းစုညံနေထိုတန်မလွယ်ရင်ကမ္ဘာလောကတစ်ခုလုံးတိတ်ဆိတ်ငြိမ်သက်လျက်အရာအလုံးအိမ်မောကြနေတဲ့ညသကောင်ရဲ့ချိန်နဲ့ကိုတယောက်တည်းနိုးလာရပုံမျိုးနဲ့တူနေရဲ့သူရှိရမိမပြိုလေးဟာကြာရုပ်တရုပ်လိုမာကြောတောင်းတင်စွာနဲ့ရက်နေရဲ့အခန်းထဲရှိအလင်းတော်ကိုင်းသားတွေအားလုံးလည်းတမက်ရုပ်ထုတွေလိုဖြတ်နေကြတယ်သူတေချာကြည့်လိုက်တဲ့အခါမိမပြိုလေးရဲ့ဆန်ရွယ်စတွေဟာလေထဲမှာလွင်မျောလက်စတန်လန်ငိမ့်သက်ရက်တက်နေတာတွေ့ရတယ်ဒေါက်တာထွန်းကသူနဲ့အနီးဆုံးမှာရှိသောအလင်းတော်ကိုင်းသားတယောက်စီသို့ရှောက်သွားလိုက်ပြီးထိုသူရဲ့ခါးနောက်ကျော်ရင်ထိုးထားတဲ့ပစ္စတိုသနက်ကိုထုတ်ယူဆဲဖို့စိုးစားလိုက်တယ်မယောဘလို့အင်အားဆက်ဆက်ဆဲထုတ်ရမရပဲလေးလက်တောင်းတင်နေသူစိတ်ကိုလျှော့လိုက်တယ်ထိုကနားမှာပင်တိမ်ကနေတစ်ချက်တုံခါသွားသလိုခံစားရပြီးနေရွက်ထဲမှာတဝန်းဝန်းမြေတဲ့ရုပ်ချီပြောက်ကွယ်သွားတယ်သူတို့အားလုံးပြန်လဲလှရှာအသက်ဝင်လာကြလိမ့်ပြီအော်လုံးရဲ့ကြောင်းလက်ထိတ်လက်မိသလိုပဲခံစားရတယ်ရှစ်လက်ထဲကိုဒီလိုအစွမ်းထက်တဲ့သိတိဝင်ပစ္စည်းတစ်ခုပေးပြီးစမ်းသက်ခိုင်းတာကွာကျမတို့အလင်းရောင်ကရရှင့်ပေါ်မှာရန်သူလိုသဘောမထားဆိုတာပြလိုက်တာပဲဒေါက်တာထွန်းနောက်ကျောဘက်မှထွက်ပေါ်လာတော့အတန်ကြောင့်သူချကနေလဲကြည့်လိုက်တယ်တကောလုံးဖြူဆွဆွဝေးဆန်ထားသောမိန်းမတယောက်အသက်က90ခန့်ပင်ရှေ့အောင်မှဖြစ်တော်လဲသပင်နေအားစဆွဆွဖြူနေရဲ့အဖြူရောင်ပေါင်းမီပေါ်ပေါ်ရဲ့ဒူးစစ်အောင်နာမှာကျင်သေးကောင်းတဲ့လူကိုခန္ဓာရှိရဲ့ရုပ်ပုံကိုရွှေရောင်ကြည်ပြန့်ထိုးထားရာလေတိုက်ခတ်တာကြောင့်ဘောင်းမီအဝိဇ္ဇတစ်ဖြက်ဖြက်လောက်ခနေရတဲ့အမြောင်ထိုရုပ်ပုံနှစ်ပုံကလည်းလူးလိုလှရှားနေလေတော့တယ်တေစောဆိုသောမိမက်ပြူကထိုဖြူရောင်ဝင်းဆောင်ဝဲအမျိုးသမီးကြီးကိုညွန်ပြပြီးဒါကျမတို့ရဲ့ဂိုင်းချုပ်ပဲအဲဒီလိုပြောကအယိုသေးပေးလိုက်တယ်ဒေါက်တာထွန်းကလက်ဆဲနှုတ်ဆက်ရန်လက်ကိုကမ်းပေးလိုက်တော့လေထိုမျိုးသမီးကြီးကမတုံပြန်ခံညာစွာလက်ပိုက်ထားလဲပြုံးရည်သာကြိတ်နေရဲ့ထိုမျိုးသမီးကြီးကဒေါက်တာဒီမီကြီးရဲ့အစွမ်းလောက်ကိုတန်တော်ဖြစ်နေပုံရတယ်ဒါမထူးဆန်းပါဘူးပထဝီတေဇောအာဘောဝါယောဆိုတဲ့တက်ကြီးလေးပါမှာသူ့အစွမ်းနဲ့သူရှိကြတာပဲလေဥပမာပြောရရင်ပထဝီဆိုတဲ့ဘူတာဟာလူစုလူဝေကိုဖျက်စေရင်စိတ်ကိုရှင်မျိုးစေတဲ့တက်တီလည်းရှိတယ်ကျမတို့တိုင်းပြည်မှာဆိုရင်တောင်ပြုံးဆိုရဲ့အရက်ဒေတာပထဝီဘူတာလွန်ခဲ့တဲ့နေရာပေါ့အရာဝတ္ထုတိုင်းမှာအဲ့ဒီလိုမျိုးသူ့တက်သဘောလားအစွမ်းရည်တက်တီရှိတာပဲကဲတောက်တောက်သိတိဝင်ပစ္စည်းထားတဲ့အခန်းကိုခေါ်ခဲ့ကြ
အမျိုးသမီးကြီးကပျော်ပျော်ဆူဆူနဲ့လဲထွက်ပြီးရှေးမဦးဆောင်ကရှောက်သွားတယ်။ရှေးလျားကျမြောက်သောဇင်းကြံတိုင်းခွေးကောက်ရှောက်လာခဲ့ပြီးနောက်မျက်နှာစာတစ်ခုလုံးရွှေပိန်ချထားသောအခန်းတစ်ခုရှိသို့ရောက်လာတယ်။ထိုအခန်းရဲ့ရှေ့တကမ်းမကြီးပေါ်မှာအနီရောင်ချောင်းမြောက်ကျဲတစ်လုံးရဲ့ပုံရေးဆွဲထားပါတယ်။ဒေါက်တာထွန်းကဒါဂျူးလူမျိုးတွေအမတ်တစိတ်ဒေးဗစ်ကျဲဟုတ်တယ်မလားခမတို့ကဂျူးဘာသာဝင်တွေပေါ့ဟုတ်လားဒါကိုဂျူးလူမျိုးတင်ကေတာအနေနဲ့တည်ထားကြတာကတော့မှန်ပါတယ်ဒါပေမဲ့ဒီတစိတ်ဟာဂျူးတွေနဲ့ဆိုင်တာမဟုတ်ဘူးလူအလုံးနဲ့ဆိုင်တဲ့ရှေးအောင်ကန္နာရေးတင်ကေတာပါလေဟော်ရီလိုမျိုးအချုံပေါ်လှဲ့နေတဲ့တရိကန်ကို blade လို့ခေါ်တယ်အဖိုးတဲ့သဘောလို့အဓိပ္ပာယ်ရတယ်ဒီလိုအချုံအောက်ဆိုင်နေတဲ့တရိကန်ကိုတော့ချာလီယိုလို့ခေါ်တယ်အမားတင်ကေတာလို့အဓိပ္ပာယ်ရတယ်။အဲဒီအဖိုတက်နဲ့အမားတက်တို့စန့်ကျင်ဘက်သဘောတရားနှစ်ခုမြမြတတပေါင်းစည်းနေတဲ့အခါ6မြောက်ကျဲဖြစ်လာတော့တာပဲ။ပြီးတော့ဆူဖီကန်နာအတင်ချသဘောရအပေါ်လေးတဲ့ဒရီကန်ဟာ9ကနန်းဖြတ်တယ်။အောက်ဆိုင်နေတဲ့ဒရီကန်ကတော့10ဖြတ်ပြီးသူတို့နှစ်ခုပေါင်းထားတဲ့တောင်းနေအားလုံးကိုကုစားပြုတဲ့ကနန်းကတော့6ကနန်းဖြတ်တဲ့တောက်တာ။စကားဆုံးနဲ့ဂိုင်းချုပ်ကလက်ကိုဝေးရန်ပြလိုက်သဖြင့်အမျိုးသမီးငယ်နှစ်ဦးကရွှေရောင်တကားချက်ကြီးရဲ့တော်ဖွင့်လိုက်တယ်။အတွင်းမှာကဂရီဘာနဲ့ရအုပ်ထားသောဆင်မြင့်ပေါ်တွင်တင်ထားတဲ့လူသုံးပစ္စည်း15မျိုးခန့်အောင်တွေ့ရတယ်။ဂိုင်းချုပ်ကဒီပစ္စည်းတွေကကျမတို့ကရဲ့ဖခင်ကြီးမာနီရဲ့မဟိသိတ်တိတကူးကြောင့်ဖြစ်လာတဲ့တိတ်တဝင်ပစ္စည်းတွေဆိုတာဒေါက်တာလည်းသိပြီးလောက်ရောပေါ့။ဟုတ်ကဲ့ထောက်ချက်အောင်ဦးမင်းဟန်ပြောပြလို့ကျွန်တော်လည်းနည်းနည်းတော့သဘောပေါက်နေပါပြီ။သဘောမပေါက်တာဘာဖြစ်လို့ကျွန်တော်ဒီအထိတကူးတကခေါ်လာရတယ်လဲဆိုတော့ပဲ။ဒီလိုတိတ်တဝင်ပစ္စည်းအမျိုးပေါင်း80လောက်ကိုဦးမေကလို့ခေါ်တဲ့ဖိုးသူတော်ကြီးတစ်ပါးမြေရလောက်ကိုတစ်ခုထဲမှာဝက်ပြီးတော့ပိတ်လောင်ပစ်ခဲ့တယ်လို့ကျမတို့သိထားတဲ့ဒေါက်တာအဲဒီလိုက်ကိုတကောက်ဖွင့်ဖို့အရေးကြီးတဲ့ပစ္စည်း2မျိုးရှိတဲ့အနက်တစ်မျိုးကတော့ဒေါက်တာမိတ်ဆွေကိုမိုးရဲ့လက်ထဲမှာရောက်နေတဲ့နံပါတ်73ဆိုတဲ့တော့တစ်ချောင်းပဲဗျာအဲ့ဒီတော့ရှင်းရှင်းလေးပါဒေါက်တာမိတ်ဆွေကိုမိုးစီမှာရှိရတော့ကျမတို့အတွက်ယူပေးဖို့ပါပဲဘာပြောလဲကျုပ်ကိုကုန်းမိတ်ဆွေပေါ်မှာတစ္ဆာဖောက်မဲ့လူစားမျိုးလိုထည့်နေသလားခမရတို့မှာအစွမ်းစားရှင်ကိုဘာသာကိုရအောင်ယူကြပေါ့ဘာလို့ကျုပ်ကိုလာခိုင်းနေရလဲဒေါက်တာတွန်းဝဲရဲ့စိန်ခေါ်စကားကြောင့်ဂိုင်းကျုပ်ကတဟာရီမောလာရင်ဘာကြောင့်လဲဆိုတော့ကိုမိုးဟင်းရဲ့အသက်ကိုမလိုအပ်ပဲကျမတို့မသက်ချင်လို့ပဲဒေါက်တာဒီလောက်ပြောရင်သဘောပေါက်ပါနော်အဲ့တော့ဒေါက်တာအနေနဲ့ကိုမိတ်ဆွေကိုအတက်နိုင်ဆုံးဖြောင်းပြပြီးတော့တော့ရအောင်ယူပေးပါကျုပ်ကမလုပ်ပေးတော့ဆိုရင်ကျမတို့ကလည်းရံပတ်မဖြစ်စင်စမ်းပါနဲ့ဒေါက်တာကျမတို့စကားနားမထောင်ဆိုရင်တင်မင်းခေါ်တန်အောင်ပဲနားထောင်အောင်လိမ့်မယ်။ဦးရွှေစံအောင်ရဲ့တိုက်ကိုလှမ်းမြင့်နေရတော့လမ်းတောင်းရှိတယ်လီဖုန်းယုံကိုကွဲကမိုးဟိန်းနဲ့တက်ဦးတို့ရဲချစ်အကဲခန့်နေရဲ့တက်ဦးကစိုးရင်နဲ့လေးတန်းဖြင့်ဦးရွှေစံအောင်အိမ်ထဲမှာပဲအဆောင်နေအများကြီးပဲပြ။အဲ့ဒီအဆောင်နေအကုန်လုံးရှင်းပြဖို့ဆိုတာတိတ်တော့မလွယ်ကိုမိုးဟိန်းခမည်းတနက်ထဲမှာကြည်စံအလုံးလောက်ပါရဲ့လား။တနက်3ချင်းတော့ရင်ငါပြတ်သက်ချင်တဲ့သူကမင်းတယောက်တည်းပဲရှိရတက်ဦး။ဟောတော်တော်ရဲဘော်ရဲပဲပြီးသားတဲ့သူပဲတက်ဦးရဲ့စကားကိုဂရုမစိုက်ပဲမိုးရင်ကဟဲကောင်တက်ဦးဦးရွှေစံအောင်လိုချင်နေတဲ့တိတ်တိဝင်ပစ္စည်းတွေထဲမှာတန်ဖိုးအကြီးဆုံးအောင်ပါလဲမင်းသိလားခမည်းစီကတော့လေဗျာတော့မဟုတ်တဲ့တခြားပစ္စည်းတစ်ခုခုပြောကွာလက်နဲ့လိုအန်ဒီရဲ့ပေးနိုင်တဲ့ပစ္စည်းမျိုးပေါ့လက်စွပ်ဟုတ်တယ်လက်စွပ်တော့ရှိတယ်အဲ့ဒီလက်စွပ်ကယောဂတွေအားလုံးကိုလည်းကုနိုင်တယ်လူအန်ဒီရဲ့ပေးတဲ့လက်နက်အနေနဲ့လည်းသုံးနိုင်တယ်ဒါပေမဲ့ဒီလက်စွပ်ရဲ့အသေးလွန်စားပျောက်နေတာတော်တော်ကြာပြီဗျကျွန်တော်တင်ပြောရရင်ဖိုးသူတော်တိမ့်ပြလိုက်တဲ့ပစ္စည်းတွေထဲမှာပါတော်ပြီတဲ့ဦးမင်းပစပိတ်ထားတော့မဝင်းကဖုန်းယုံတဲ့သူဝင်ကဦးရွှေစံအောင်ရဲ့ဖုန်းကိုလှမ်းဆက်တယ်ဦးရွှေစံအောင်ရဲ့တပည့်ဖုန်းလာကင်တဲ့အခါမဝင်းကဟဲ့ကောင်မင်းတို့ဆရာကိုပြောလိုက်မင်းတို့ဆရာလိုချင်တဲ့လက်စွပ်ငါမှရှိရဲ့လို့ငါနာမည်တက်ဦးလို့ပြောလိုက်သူသိပါတယ်အပေးယူလုံးချင်ချန်တကားဝါတီထွက်လာခဲ့လို့ပြောလိုက်တာပဲမဝင်းကပြောပြီးတော့ဖုန်းချလိုက်တယ်တက်ဦးကပြာကြီးပြန်ဖြတ်သွားပြီးတော့ဟဲ့လို့ခမရဘယ်လိုလုပ်လိုက်တာလဲသူ့အိမ်ပေါ်တန်းမှာအဆောင်နေမရှိတော့အောင်အပြင်ကိုများခေါ်လိုက်တယ်အဆောင်နေမရှိတော့ရောခမရဘယ်လိုလုပ်ပြီးတော့ဝယ်လို့ရမှာလဲမဝင်းကသူ့လက်ထဲမှာဂမ်မီယာတော့ကိုပြပြီးတော့ဟာရီတော့နေပဲဝင်မှာပေါ့မဖြစ်နိုင်တာဗျာဒီလူအိမ်ကတကားတွေအကုန်လုံးရှော့တကားတွေကြီးပဲဆိုမင်းသားနေစမ်းမှာတက်ဦးရတော့အိမ်နဲ့ဖွင့်လို့ရတဲ့တကားတစ်ချက်ရှိတဲ့နေရာငါသိပါတယ်မဝင်းကအသိယူလာတဲ့တောင်တက်သမားသုံးကျောဘော့ကြီးကိုပခုံးတိုင်းကျူးနှစ်ဖက်နဲ့လွှဲလိုက်တဲ့ထို့နောက်အနီးဆုံးတိုက်ခန်းအဝင်တကားကိုဂမ်မီယာတော့ဖြင့်ဖွင့်ပြီးတော့ဝင်လာတဲ့ပြန်ထွက်တွင်
ဦးရွှေစံအောင်ရဲ့အိမ်ပေါ်တက်အခန်းလေကောင်မှရှိတဲ့မွေးနေ့လက်ဆောင် Walt Disney ရဲတိုက်တကားကိုအာရုံပြုတ်ပြီးတော့ပြန်ထွက်လိုက်လေရောတယ်။ကလေးတရက်စာခန့်သားရှိသောကစားစရာပုံစံငယ်ရဲတိုက်ရဲ့တကားပေါက်ထဲမှာမိုးဟိတ်နဲ့တက်ဦးတို့နှစ်ဦးသာခါကုန်းကပြန်ထွက်လာကြတယ်။တက်ဦးကဒီတကားပေါက်ရှိမှခမရဘလို့လုပ်ပြီးတော့သိရလဲကိုမိုးဟိတ်။သူသားရဲ့မွေးနေ့အတွက်ဟော်ရီရဲတိုက်ပုံစံလက်ဆောင်ပေးနေတဲ့အချိန်တော့ဟော်ရီအခန်းထဲမှာငါရှိနေခဲ့တယ်။မဝေးရစကားတဝက်တစ်ပြက်နဲ့ရပ်တန့်သွားတယ်။သူတို့နှစ်ဦးသားဦးတီလျှောက်လာသောဇင်းကြံရှိတဲ့တွင်ကလေးငယ်တယောက်ရပ်နေသည်တွေ့လိုက်ရတာကြောင့်ဖြစ်တယ်။ကလေးငယ်ရဲ့အသားအရာဖြူပန်းဖြူရောနဲ့မျက်ကွင်းတွေလည်းညှိုးနေတယ်။ဦးရွှေစံအောင်ရဲ့သားလေးဖြစ်မှန်မိုးဝင်းကချက်ချင်းမှတ်မိလိုက်တယ်။ကလေးငယ်ကလမ်းရွေလည်းမအော်ဘာမှလည်းမပြောပဲသူတို့နှစ်ယောက်ကိုငေးမောရိသာကြည့်နေရဲ့။မိုးဝင်းကသူ့အနီးသို့တိုးကပ်သွားပြီးတော့ဒါညံ့နေပြီသွားရတော့နော်။တူတူလေးပြောလိုက်တယ်။ကလေးငယ်ကဘာစကားမှမတုံ့ပြန်ပဲအိတ်ခမ်းရှိရာစီသို့တရွေ့ရွေ့လျှောက်သွားလေရဲ့မိုးဟိန်းနဲ့တက်ဦးတို့တိတ်တိဝင်ပစ္စည်းတွေထားရအခန်းစီသို့ခြေတံမကြောင်လျှောက်လာခဲ့ကြတယ်။ထို့နောက်အခန်းရှိမှတယောက်တည်းကျန်ရင်းနေခဲ့တဲ့အဆောင်ဟဲ့ကောင်မလုံးနဲ့အတန်ထွက်တာနဲ့ပြစ်ထည့်လိုက်မယ်။မိုးဟိန်းကတနက်ဖြန်ချိန်ထားပြီးတော့အဆောင်ရဲ့ခါးကြားထဲမှာတော့ထုတ်ယူလိုက်တယ်။တက်ဦးကအဆောင်ရဲ့ပါးစပ်ကိုပလတ်စတာဖြင့်ပိတ်ပြီးလက်တွေကိုကျိုးနဲ့တုပ်နေစဉ်မိုးဟိန်းကတကားတော့ဖွင့်လိုက်တယ်။ထို့နောက်လက်သုံးလုံးကအထူးရှိရဲ့လေးလံလာတဲ့ပြင်ကလေးတစ်သားချက်ကြီးကိုဘေးတစ်ပတ်တစ်ချက်စီတို့ရှော့ထရွေးလျားတော့မနေတွန်းဖွင့်ရတယ်။ပွင့်သွားတာနဲ့တပြိုင်နက်ဟဲ့ကောင်တက်ဦးလာအချိန်မရှိဘူး။တက်ဦးကပါအခန်းထဲသို့ကမန်းကရန်ဆွဲသွင်းလိုက်တယ်။ထို့နောက်တကားကိုပြန်တွန်းပိတ်ပြီးအိတ်ထဲမှကမ်မီယာဖောင်တေုံထုတ်ကာတကားရွေလျားရန်မြောင်းတပွဲပြုလုပ်ထားတဲ့တက်တူလျှော်လန်းကြောင်းတွင်သို့ဖောင်တိန်ဖြင့်ထိုးဆလိုက်တယ်။ဖောင်တိန်မှထွက်ပေါ်လာတဲ့ပြင်းထန်တဲ့လောင်ကျွမ်းမှုကြောင့်တက်တူမြောင်းငယ်ဟာအရေးပြောကတုံးလင်ပြက်စီးသွားတယ်။တကောက်လျှော်လန်းကြောင်းတိုင်းပြန်တုံးဖွင့်ဖို့ဘလူနီနဲ့မှမဖြတ်နိုင်တော့မိုးရင်းကဖောင်တိန်ကိုဘောင်းမီနာရီထဲတွင်ပြန်ထိုးထားလိုက်တယ်။ပြီးတော့အခန်းတွင်းသို့သူ့လက်ကြည့်လိုက်တော့တက်ဦးကဥရွှေစံအောင်တင်စီထားတဲ့ဒိဋ္ဌိဝင်ပစ္စည်းတွေကိုအငံမရယူဖို့ဟန်ပြနေတာတွေ့လိုက်တယ်။ဟဲ့ကောင်တက်ဦးတခြားပစ္စည်းတွေကိုလက်ဖြားနေတာမထိနဲ့။ငါတို့အတွက်လိုတဲ့ပစ္စည်းကိုပဲယူရမယ်နားလေလား။ထို့ချိန်တွင်အခန်းပြင်ပမှာဆင်းချန်တိုင်းဒုံဝတတိုင်းတိုင်းပြေးလာတဲ့ခြေတံတွေကြားရတယ်။အော်တန်ဟဲ့တန်တွေလည်းစုညံ့နေတယ်။ဟဲ့ကောင်နေအခန်းကအခုချက်ချက်တုံးပွင့်ကြစမ်း။အော်ရဲ့အမိန်ပေးနေတဲ့ဦးရွှေစံအောင်ရဲ့အတန်ကိုလည်းကြားရတယ်။သူတပည့်တွေဝိုင်းတုံးနေကြတော့လေတကားနှစ်ချက်ကစပက်လုံးတစ်ထောင်စာတတများဟသွားတရားလွှဲ၍တုတ်တုံးများမလုံး။ဆရာကြီးတကားလမ်းကြောင်းပေါ်မှာတခုခုနဲ့ဒီကောင်နေခံထားတယ်ထင်တယ်မရွေ့တော့ဘူး။ဒါဆိုလေပစိန်လေးနဲ့ဝိုင်းခုတ်ပြီးတော့ဖွင့်ကြစမ်းကွာမြက်မြက်လို့ခဏတွင်းမှာပဲတကားပစိန်လေးငါလက်နဲ့တတိုင်းတိုင်းလွဲခုန်နေတဲ့များကြားရတယ်။ကြီးမလေးလက်နဲ့တကရွက်ကြီးတရားလဲတင်ငနေလုံရန်သွားတယ်။ဒါကိုကြည့်ပြီးတအူးတယောက်နေစရာမရှိတော့ကြောက်ကြောက်လန့်လန့်ဖြင့်ကိုမိုးရင်ဘယ်လိုလုပ်ကြမလဲသူတို့တကားဖွင့်နေကြပြီ။သွေးကြောင်မနေစမ်းမနဲ့တအူးငါတို့ယူရမယ်စပွဲတင်နိုင်ဘယ်မှာရှိသလဲဆိုတာဒါငါ့ကိုပြ။ဟိုမိကန်တက်တာထဲမှာတအူးကစာအုပ်စိန်ရဲ့အောက်ဆုံးတင်ရှိသောအမြင့်တကွေခွဲတတခန်းရှိရဲ့မိကန်တက်တာအသေးစားတစ်လုံးလက်ညှိုးထိုးပြတယ်။မိုးဝင်းကထိုမိကန်တက်တာရဲ့ရှေ့မှာဒူးထောက်ထိုင်ပြီးတော့ရင်ကိုကြည့်လိုက်တယ်။တော်မျိုးစားကဏ္ဍတွင်များဖြင့်တရက်ပြီးတရက်လှည့်ကဖွင့်ရတဲ့ combination တော့ဖြတ်တယ်။တအူးကသူ့ရုပ်သေးတမ်းဖြင့်ဟဲ့လူခမရဘာတိုင်းကြည့်နေရလဲဒီမိကန်တက်တာတော့ဖွင့်မလို့လားတနေကုန်ထိုင်ဝင်တော့ပွင့်မှာမဟုတ်ဘူးခမရသိမင်းနေရပြင်ခဏနေတကောက်ရိုက်ချိုးပြီးတော့ဝင်လာတော့မယ်ကျုပ်တို့ဘဲပေါက်ကထွက်ကြမှာလဲဗျ။မိုးဝင်းကတအူးကိုစိတ်ပြက်လက်ပြက်နေတစ်ချက်ကြည့်ရင်ကြောရင်လွဲလာတဲ့တောင်တက်သမားတုံကျော်ဘိုးကြီးကိုကျမ်းမြေမော်ချလိုက်တယ်။ထို့နောက်ကျော်ဘိုးကြီးထဲမှနှစ်တလက်မတက်သားရှစ်ချောင်းကိုထုတ်ယူပြီးတစ်ချောင်းနဲ့တစ်ချောင်းဆက်ကပတ်လည်ပေါင်းခွေလိုက်တဲ့အခါလေးလောင်တက်သားပေါင်းတစ်ခုဖြတ်လာတယ်။နောက်အချက်လိုက်စီကခောက်ထားသောသုံးတက်သားပြားတွေကိုဆွဲပြီးတော့မှစီလိုက်တဲ့အခါသုံးပေနှစ်ပေခန့်ရှိသောတက်သားချက်တစ်ခုပေါ်လာတယ်။ထိုသုံးတက်သားပြားရဲ့အစုံဘက်ကြတနေရာတွင်ကတော့အိမ်ပါသောကြီးဝါရောင်တကားလက်ကင်မှုတစ်ခုတက်လျက်သားဟမ်ဒါပါလေပြောက်ကိုမိုးရင်တအူးကနားမလည်နိုင်စွာဖြင့်မရင်မိုးရင်ကပြုံးလာပြီးတော့သုံးထပ်သားပြရဲ့ပတ်တာတက်ထားသောအစုံကိုနှစ်တလက်မှတစ်သားပေါက်နဲ့မူလီဆုပ်ရင်နဲ့ငါတို့ပြန်ထွက်မယ်တကားပေါက်လေကွာမြက်မြက်လုပ်ပါဗျဟိုကောင်လေးကတကားနဲ့ချက်ကိုတနက်ပြောင်းတစ်ခုဝင်ုံသားရုံနဲ့ချေပြီးရနဲ့ထဲကိုလမ်းပြတ်တော့မှာတအူးပြောရင်မဆုံးခင်မှာပဲတတိုင်းတိုင်းနဲ့ကြီးစံနေဘလူပြန်သွားတယ်မိုးဝင်းကကြေကိုရအခန်းတောင်းစီသို့လှည့်ဝင်လာပြီးနောက်ဆုံးကြံနေသေးသောမူလီတစ်ချောင်းအပိသက်တက်ဆင်လိုက်တယ်
ထို့နောက်တကားပေါင်နဲ့ပတ်တာဖြင့်တွေးထားသောသုံးထပ်သားပြားတကားချက်ကိုနေရာမှာမိပြီးတော့ထောင်လိုက်ရင်နဲ့ဟဲ့ကောင်တဲ့ဦးစပွဲတင်နားထည့်ထားတဲ့မိကန်တက်တောင်ဒီကိုဆွဲကစမ်းအော်ဟစ်အမိန်ပေးလိုက်တဲ့နောက်သုံးထပ်သားပြားတွင်တက်ထားသောကြီးဝါတော်ရင်တို့ဂမ်မီယာတော့ထိုးထက်ကလက်ဖွင့်လိုက်တယ်တွန်ပွင့်လိုက်တဲ့အခါတကယ်ရဲ့နောက်တွင်တရက်စွာခင်းကျင်းထားသောဟိုတယ်အခန်းကိုမြင်ရတယ်ထိုစဉ်ကိုမွေခမဖြစ်ချင်တာတွေအားလုံးကျုံနေညှိလို့ရပါတယ်ကျွန်တော်ပစ္စည်းတွေယူမသွားပါနဲ့ကိုမွေအရင်အနေအကြီးလို့ပါဗျာဦးရွှေစံအောင်ရဲ့အော်ဟစ်ပြောဆိုတဲ့နဲ့အတူတကယ်ရွယ်ကျိုးပေသွားတယ်မြင်လိုက်ရတယ်မိုးရင်းကအချိန်ဆိုင်မနေတော့ပဲတက်ဦးရဲ့လက်ထဲမှာမိကန်တက်တာကိုဆွဲယူကတုံးတက်သားပြတကားနောက်ရှိဟိုတယ်အခန်းထဲသို့တွန်းထည့်လိုက်တယ်ထို့နောက်သူကိုယ်တိုင်လည်းထိုင်ချပြီးတကားပေါက်ကျန်းစလေးတိုင်းတွန်းဝင်လာတယ်မြက်လောက်ပါကိုမွေသူတို့ဝင်လာကြပြီကြည်စံတွေကတုံးတက်သားပြကိုလာရောက်ထိမှန်နေဟိုတယ်ခန်းထဲသို့တကိုယ်လုံးပြက်လိုက်ကဝင်လိုက်တာမိုးရင်းနဲ့တက်ဦးတို့ကျမ်းမြေပေါ်မှာလုံးထွေးသွားတယ်မိုးရင်းကကမန်းကရန်ထပြီးတော့တကောက်ဆဲပိတ်လိုက်တယ်အဲ့ဒီချိန်ခိုက်တက်လျော်ပင်အခွင့်ကားယူကသူပေါင်းမိနားယူထဲမှာထည့်ထားတဲ့ဖောင်တင်ကိုတက်ဦးကအလင်းငိုင်ဖမ်းယူနှလိုက်တော့တယ်မိုးရင်းတတိမထားမိလိုက်အခန်းထဲတွင်ကြရင်ခဲ့သောဦးရွှေစံအောင်ကတော့နေရမှာမိပြီးထောင်ထားတဲ့သုံးထပ်သားပြတကယ်ရအစုပ်ပြက်လေးကိုကြည့်ကဒေါသတကြီးနဲ့တောက်ခေါက်လိုက်တယ်မိခင်တက်တာကိုဖွင့်ဖို့တော့မလွယ်ဘူးထင်တယ်ကိုမိုးရင်ဒီတည်းကစပွဲတင်နာယူဘလို့ယူမလဲတက်ဦးကဟိုတယ်အခန်းတွင်းရှိခရင်ပေါ်မှာထိုင်ရင်စိတ်ပြက်လက်ပြက်ညှိသွားတယ်မိုးဝင်းကအထက်ကနိုင်ကိုယူဖို့ကိစ္စလွယ်လွယ်လေးပါကွာမိခင်တက်တာဖွင့်နေစရာတော့မလိုပါဘူးမိုးဝင်းကပြောဆူနဲ့တက်ဦးကိုအင်ဂျီကော်လာမှာဆွဲကင်ကဟိုတယ်အခန်းတကားကိုဖွင့်ပြီးတော့အပြင်သို့ထွက်လိုက်တယ်သူတို့နှစ်ယောက်စလုံးအပြင်သို့ရောက်တာနဲ့တပြိုင်နက်တကားကိုပြန်ပိတ်လိုက်တယ်ဂမ်မီယာဟိုတယ်အခန်း73ဟာတကားကိုပြန်ပိတ်လိုက်တဲ့အခါအခန်းထဲတွင်ရှိနေတဲ့တက်ရှိတက်မဲ့အရာများကိုတခြားလောကတစ်ခုစီသို့တက်ရှိပြောက်ွယ်သွားစေပြီးတိတ်တိဝင်ပစ္စည်းများကိုသာမူရင်းနေရာမှာကျန်ရှိနေစေမှမဝင်းတည်ထားပြီးဖြစ်တဲ့ထို့ကြောင့်မဝင်းကအခန်းတကားကိုနမ73တော့ဖြင့်ပြန်ဖွင့်ပြီးတက်ဦးနဲ့အတူအခန်းထဲပြန်ဝင်လာတဲ့အခါမိကန်တက်တာပြောက်ွယ်သွားပြီးဖြစ်တဲ့မိကန်တက်တာရဲ့ရှိစပွဲတင်နာရီကတော့သူ့နေရာမှန်ပုံမှန်ဖြစ်ပုံရတဲ့စပွဲပေါ်မှာရှိနေတာတွေ့လေရဲ့မိုးရင်းကစပွဲတင်နာရီကိုတယူတရာကောက်ယူလိုက်တယ်ထို့နောက်တက်ဦးဘက်ကိုလှည့်ပြီးတော့ကဲနိုင်ကိုတော့ရပြီငါသမီးပြန်ရောက်လာဘယ်လိုလုပ်ရမလဲပြောတက်ဦးကမျက်တောင်ပုတ်ခတ်လှုပ်ရင်းနဲ့တုံဆိုင်နေတယ်ပြီးမှမျက်ခုံးတစ်ဖက်ကိုပင်လိုက်ရင်းနဲ့အဲ့ဒီနိုင်ရောကပြီးဟိုတယ်ကန်တကောင်ဖွင့်ကြည့်လိုက်ရင်ခမည်းသမီးပြန်ရောက်လာမှာပေါ့တက်ဦးရဲ့လေတံကိုမိုးရင်သိမ့်မကြိုက်သို့တော့ဘာမှမပြောဟိုတယ်အခန်းပြင်ဘက်သို့နိုင်ကိုယူပြီးတော့နှစ်ယောက်တူထွက်ခဲ့တယ်ထို့နောက်တကောင်ကိုပြန်ပိတ်လိုက်တယ်ပိတ်ထားတော့တကောင်မျက်နှာမူရင်မိုးဝင်းရင်နေတောကြောက်သလိုစညံတုံရင်းနေရဲ့သမီးကိုပြန်တွေ့ရတော့မှလားသူဘေးမှာရက်နေတော့တက်ဦးရဲ့မျက်နှာကိုဖြတ်ကနေလန့်ခဲခတ်တယ်တက်ဦးကလည်းသူ့လိုပင်စိတ်လှုပ်ရှားနေပုံပေါ်တယ်အတော်ပင်ကနာမငြိမ်ဖြတ်နေလေရဲ့မိုးဝင်းကကျိန်းဝတဲ့အကြည့်တစ်ချက်နဲ့တက်ဦးရဲ့မျက်နှာကိုစိတ်ကြည့်ရဲ့မင်းရေမရဖတ်မရငါ့ကိုလောက်ခိုင်းနေတာဆိုရင်တော့တစ်သက်လုံးနောင်တရဖို့သာပြင်ထားပြီးတော့တက်ဦးကဘာမှပြန်မပြောဘဲငြိမ်နေတယ်မိုးဝင်းကတကားတော့ရင်အတွင်းသို့နမ73တော့ထိုးသွင်းပြီးတော့နှုတ်မှတီးတို့ရွတ်လိုက်တယ်သမီးလေးပြန်ရောက်လာပါစေထို့နောက်တကားတော့ကြောက်ကနေလေကတုံးဖွင့်လိုက်တယ်မြင်ရတဲ့မြင်ကွင်းကသူအိမ်မက်တွေကိုလေးတိုက်ခံရတဲ့သိမ်းမုံနေလို့တစားစီလွှမ်းပြဲတယ်ဟိုတယ်ခန်းထဲမှာမြည်သည့်တက်ရှိတယောက်တလင်းမြရောက်ရှိမနေအခန်းတစ်ခုလုံးဟာတတ်မဲ့စွာနဲ့စိတ်ငြိမ်လျက်မိုးရင်းကတက်ပြင်းချပြီးတကောင်ပြန်ပိတ်လိုက်တယ်တက်ဦးဘသူတစ်ချက်လေးကြည့်လိုက်သေးရဲ့တက်ဦးကဖြတ်ကနေမျက်ခုံလန်းကြည့်ပြီးနောက်ချက်ချင်းလို့ပင်ခေါင်းငုံကမျက်လွှာချသွားတယ်မိုးရင်းကစပွဲတင်နာရီကိုလက်ထဲမှာကျစ်ပေါင်စုပ်ကိုင်းနဲ့ထမှန်ရွလိုက်ပြန်တယ်သမီးလေးပြန်ရောက်လာပါစေနောက်တကောင်ထမှန်တုံးဖွင့်လိုက်တယ်ဆွဆွအတိုင်းတက်ဦးကပြားဖြင့်ဘလို့ဖြစ်ကုန်တာလဲပုံမှန်တိုင်းဆိုခမရသမီးပြန်ရောက်လာမှာပေါ့ဒီနာရီကမဟာသိတိဝင်ပစ္စည်းပဲလေတက်ဦးရဲ့လေတံသူ့အဖြစ်ကိုဖုံးခွဲချမ်းသူတယောက်ရဲ့မလုံးမလဲဖြစ်မှုပြောဖြင့်တကယ်ပြောတာဗျာကျွန်တော်မလိမ္မာဘူးဟဲ့အောင်တိတ်ဆန်းမင်းကငါတတ်မိလိမ့်မယ်ဟဲ့လူကိုမိုးရင်အပေးရလောက်ထားတာမေ့သွားပြီလားကိစ္စပင်ခမရတော့ကျုပ်ကိုပေးမယ်ဆိုပေးလေဗျာငါသမီးဘာမှမဖြစ်ပဲပြန်ရောက်လာမှပေးမယ်လို့ပြောထားတယ်လေကွာစိတ်ရှိလက်ရှိအတကုံအောင်ရလိုက်ရင်မိုးရင်းကတကားကိုတွန်းပိတ်လိုက်တယ်သို့တော့တကားပိတ်မသွားခင်မှာပဲအပြင်ဘက်မှာတက်ဦးကတကယ်ရွက်ကိုအတင်းဆောင်တွန်းပြီးတော့အခန်းတွင်းသို့ခေါ်ဝင်လိုက်တယ်အခန်းတွင်းသို့ရောက်တာတဲ့တပြိုင်နက်သူအလင်းနဲ့ယူထားတဲ့ဖောင်တင်ကိုဖြတ်ကနေထုတ်ကမိုးဟင်းရဲ့လဲပင်ကိုထိုးဆိုင်လိုက်လေတော့တယ်အမတ်တမဲမိုးဟင်းဘလူးမှမကာကွယ်လိုက်နိုင်ဖောင်တင်ရသူ့လဲပင်ကိုတဲထိတယ်သို့တော့ထူဆန်းပွေရပင်ဘာမှမဖြစ်တက်ဦးကလည်းအံ့ဩပြီးကြက်တည်ရဲ့
မိုးဝင်းကလည်းအသက်ဘေးမှတီတီကလေးလွတ်သွားတဲ့အတွက်တည်ကားမြမင်တက်မိရဲ့တိတ်တိဝင်ပစ္စည်းတွေကဟိုတယ်အခန်းနံပါတ်73အတွင်သို့ရောက်နေတဲ့အချိန်မှာမြည်သည့်တကူဆွဲအိမ်မှာမရှိတော့ပဲတိတ်တိမြအားလုံးပြက်ပြဲသိမ်းစီခံလိုက်ရကြောင်းသိရလေတော့တယ်။မိုးဝင်းကတက်ဦးရဲ့လက်ကိုလိန်ချိုးပြီးတော့ဖောင်တယ်ကိုလူယူလိုက်တဲ့ထို့နောက်တက်ဦးကိုဂုံးမောင်ဆွဲကတကားဝါစီသို့ခေါ်လာတယ်။ပြီးတော့ဦးရွှေစံအောင်ရဲ့အခန်းထဲမှာကျန်ရစ်ခဲ့သောတုံးသက်သာတကားစီသို့အာရုံပြုပြီးတော့ဟိုတယ်အခန်းတက်ကောက်ဆွဲဖွင့်လိုက်တဲ့သုံးထပ်သားပြတကားရှိတွင်ဦးရွှေစံအောင်နဲ့သူတစ်ပည့်များရှိနေကြစေမိုးဝင်းကတက်ဦးကိုဦးရွှေစံအောင်ရဲ့ရှိတက်တဲ့စီသို့ကန်ထုတ်လိုက်တယ်။အာမလုပ်ပါနဲ့တက်ဦးကငဲတန်းပါအောင်ရဲ့လင်းစင်ကဦးရွှေစံအောင်ရဲ့ချစ်ရင်မှခွေခွေလေးကျသွားတယ်။ဦးရွှေစံအောင်ကတက်ဦးကိုငုံကြည့်လိုက်တယ်။သူတို့တွေဘာဆက်ပြစ်ကြမြင်မိုးဝင်းမသိကြတော့ဟိုတယ်အခန်းတက်ကောက်ဝုန်းကနေပြန်ဆောင်ပိတ်လိုက်တယ်။တယ်လီဖုန်းမြေတန်းကြောင့်မိုးဝင်းအိပ်ပျော်နေရမှလက်နိုးလာတယ်။သူကကရင်ဘေးမှာရှိတဲ့တယ်လီဖုန်းကောက်ကန်ပြီးတော့ဟယ်လိုထူးလိုက်တာနဲ့တပြိုင်နက်ဂျပန်မှာသမီးလေးချူချူရဲ့ခြောက်ကြားတုံရင်နေရောက်တန်းကြတယ်။ဖေသမီးကိုကယ်ပါဦး။ဟမ်ရုပ်ကြီးဆိုသလိုယူသွတ်သွားသလိုဒုက္ခစားရတယ်။သမီးလေးအထိတ်တလန့်ရေရွံ့ရင်နဲ့မုံဟိန်လန့်နိုးလာတယ်။သူကရင်ဘေးဝယ်ရောက်ကြည့်လိုက်တယ်။မြည်သည့်တယ်လီဖုန်းမှမရှိမနေ။သူကဟိုတယ်အခန်းနံပါတ်73အတွင်းရှိကရင်ပေါ်မှာအိပ်ပျော်နေချိန်အိမ်မက်ရဲ့အဆူရရက်ဆက်လုံးနဲ့ခန်းစားချက်တကယ်လို့သူ့ရင်ကိုနာကျင်စေရဲ့။ကရင်ပေါ်မှာလူလေးထားလိုက်ပြီးတော့သူအိမ်ရှိတကားစီသူအာယုံပြုကဟိုတယ်အခန်းတကောက်ဆဲဖွင့်လိုက်တယ်။သူအိမ်ရှိမှာမိုးကတဖွဲဖွဲရွာနေရဲ့ထို့ကြောင့်မိုးဝင်းကဟိုတယ်အခန်းနံပါတ်73အတွင်းရှိအဝေးပီယိုထဲမှာလောင်းကုတ်အင်းကြီးကိုရှိုးဝဲပြီးမိုးဆက်တွေဝဲပြန်ကျနေတဲ့လမ်းမပေါ်သို့ထွက်လာခဲ့လေတော့တယ်။ထို့နောက်ရွှေစင်မမစီသူဖုန်းဆက်ကသူ့အိမ်နဲ့မနီမဝေလန်းတောင်းစီသို့လာဖို့ချိန်ဆလာတယ်။စပွဲတင်နာရီကိုအသုံးပြုပြီးသမီးလေးချစ်ချူအားဘလို့ပြန်ခေါ်ရမလဲဆိုတဲ့နီးလန့်ကိုရွှေစင်မမတော့ဒီကောင်သိနိုင်လိမ့်မယ်လို့အယောင်သေးဖြော့တော့စွာနဲ့မျောလင်းချက်မရဲ့လမ်းတောင်ရှိတိုက်ခန်းတစ်ခုရဲ့ရှေ့မှာမိုးရီထဲမှာရက်နေသောရွှေစင်မမကိုလမ်းမြင်ရတယ်။မိုးကအင်ကြီးကိုဝဲပြီးအုတ်တုတ်ကိုခန်းခန်းကန်ဆောင်းထားတာကြောင့်သူမရဲ့ပုံသဏ္ဍာန်မှာအမတ်တမဲကြည့်လိုက်ရင်ယောက်ျားလေးတစ်ယောက်နဲ့တူနေလေရဲ့။မိုးအင်းကရွှေစင်မမရဲ့အနီးတစ်ဝိုက်တွင်နောက်ရောင်ခံလိုက်နေသူရှိမရှိတေးကြောင်ခဏမြစောင့်ကြည့်ကဲခတ်လိုက်တယ်။ပြီးတော့မှလမ်းကိုဖြတ်ကူးလိုက်တယ်။မိုးဝင်းရဲ့ညာဘက်လက်ကတော့လောင်းကုတ်အင်ကြီးအိတ်ထဲရှုကတနတ်တီကိုမသိမသာဆုပ်ကင်ထားတယ်။ရွှေစင်မမဘလောက်တိုင်းတာအထိရုံရမလဲဆိုတော့သူမဆုံးဖြတ်နိုင်သေး။သူတို့နှစ်ယောက်သားမျက်နှာချင်းဆိုင်မိလိုက်တာနဲ့တပြိုင်နက်တည်းမိုးဝင်းကခမရကိုကျွန်တော်မေးစရာတစ်ခုရှိရဲ့။နေအောင်ကိုမိုးနောက်မှမေးလောဆယ်အရေးကြီးတဲ့သတင်းတစ်ခုကျမရင်ပြောပြမယ်။ဘာသတင်းလဲရွှေစင်မမဒေါက်တာထွန်းကိုအလင်းတော်ကိုင်းသားတွေဖမ်းသွားကြပြီကိုမိုးဟမ်သူအောင်မောတစ်ခုနဲ့အတူစိုးရိမ်စေဝင်သွားတယ်ရွှေစင်မမပါနဲ့စွာနဲ့သူတို့ကဘာမှမစိုးရိမ်ပါနဲ့ကိုမိုးသူတဲ့အလင်းတော်ကိုင်းအတွက်ဘာမှတန်မိုးမရှိပါဘူးသူတို့တကယ်လိုချင်နေတာရှင့်ကိုပဲကျမထင်ပြောရရင်ရှင့်လက်ထဲကတော့ရဖို့ဒေါက်တာထွန်းကနေတစ်ဆင့်အကြက်ကိုင်းလိမ့်မယ်ထင်တယ်ရွှေစင်မမပြောသမျှနားထောင်ပြီးမိုးဝင်းရအုံနောက်ထဲမှာလျင်မြန်စွာနဲ့ကွက်ချစီစဉ်လိုက်တယ်ဒီကိစ္စကို CID ရုံးမှသူ့မိတ်ဆွေကိုကြီးဆောင်စီကိုဖုန်းဆက်ပြီးတော့အမျက်ဆုံးကင်တွင်ရတော့မှဖြတ်တယ်ထို့စဉ်ရွှေစင်မမရှင်မေးစရာရှိရဆိုတာဘာလဲကိုမိုးမာသိတိဝင်ပစ္စည်းကြောင့်ခမဘာတိထားတာရှိလဲရွှေစင်မမဘာမာသိတိဝင်ပစ္စည်းဟုတ်လားအဲ့ဒါဒဏ္ဍာရီတပုတ်ပဲကိုမိုးကျမပါဝင်တော်တော်များများအယုံကြည်မရှိကြပါဘူးယုံကြည်ကြတဲ့တခြားသူတွေတော့အဲ့ဒီလူတွေကလည်းမာသိတိဝင်ပစ္စည်းရဲ့လျှို့ဝှက်ချက်ကိုလိုက်ရှာရင်းနဲ့ယူရင်ယူမယူရင်တရားနဲ့ဆုံးသက်ကြတာပဲကိုမိုးသူမရဲ့စကားကြောင့်မိုးရင်းကခေါင်းအောင်ခါရလိုက်တယ်ထို့နောက်အကြောင်းတွေ့ရင်ခမရကိုကြုံထပ်ပြီးတော့ဆက်သွယ်လိုက်မယ်ရွှေစင်မမပြောပြီးချကနေလဲထွက်ခဲ့တယ်ကိုမိုးနောက်ကလမ်းခေါ်နေရဲ့ရွှေစင်မမတန်ကိုကြားရပေမဲ့သူလည်းမကြည့်တော့မိုးရင်းကလမ်းကြားလေးတိုင်းထိတ်တွင်ရှိသောအများဆုံးဖုန်းရုံးလေးတစ်ခုတွင်သွင်းဝင်လိုက်တယ်ထို့နောက်အမှုစိတ်အရာရှိဦးအေးဆောင်ရဲ့ဖုန်းနံပါတ်ကိုလေ့လိုက်တယ်မြည်သူမဖုန်းကိုလာမကိုင်ဖုန်းခေါ်တဲ့ရှေ့ကအတန်းကြောင်မြည်ရဲ့မိုးရင်းကမဆောင်နိုင်သူ့ကိုနောက်ရောက်ခံလိုက်လာမဲ့သူရှိမရှိကိုလဲလမ်းဝဲရသူကြီးကအကဲခက်ရသေးရဲ့လောလောဆယ်အထိတော့လမ်းပေါ်မှာလူရှင်းနေရဲ့မတင်ကားဘွေရရိမ့်အောင်မတွေ့ရမိုးရင်းကဖုန်းခွက်ကိုပြန်ချပြီးနံပါတ်ကိုပဲနောက်တစ်ချိန်ထပ်ခေါ်တယ်ဒီတခါမှာတော့ဖုန်းတန်ရှိ3ချက်ခန့်မြည်တဲ့အပြီးမှာဟယ်လိုအမေရှိပါခင်ဗျာဟယ်လိုကိုကြီးဆောင်လားကျွန်တော်မိုးကြီးလေဗျာဟာကိုမိုးခင်ဗျာဘာဖြစ်ကိုကြီးဆောင်ရဲ့ပြောနေတဲ့ခရုံမဆိုင်နိုင်တော့သူမျက်ဝင်းတောင်မှာအရှင်ပြင်းပြင်းနဲ့မောင်းနေလာတဲ့ကားနဲ့ကြီးတစ်စီးကိုရှိတ်ကနေမြင်လိုက်တယ်
သူရှိနေတဲ့ဖုန်းရုံဒီမှာကရုတ်တရက်ထိုးရက်လာပြီးတော့တနက်ကင်ထားတဲ့လူနှစ်ယောက်ကားထဲမှာပြုံးကနေဆင်းလာကြတယ်။ဦးရွှေဆိုင်အောင်ရဲ့တပည့်တွေဖြစ်မှန်းမိုးဝင်ချက်ချင်းမှတ်မိရဲ့။သူကတယ်လီဖုန်းကိုလွှတ်ချလိုက်ပြီးတော့ဖုန်းရုံထဲမှာတုံတိုးထွက်ပြေးတယ်။တနက်နဲ့လူနှစ်ယောက်ကလည်းနောက်မှထက်ချက်မကွာလမ်းကြားလေးတဲ့သူဝင်ပြေးလိုက်တဲ့မိုးဝင်ရဲ့အမလမ်းကြားလေးရဲ့ဟိုဘက်ထိပ်မှာပြေးပေါက်မရှိစိတ်ယုံဝင်တစ်ခုရဲ့တန်စကားခွဲကားထားတော့စီယိုးသာရှိရဲ့။မိုးဝင်ကပြင်းရင်းတဲ့အရှိန်ယူကခြံစည်းရိုးပေါ်သို့လွှာကနေခုန်တက်တယ်။အပေါ်ပေါင်းလက်နှစ်ဖက်ဖြင့်တွေးလောင်းခုန်ပြီးစင်ပါပဲ။ကြေလောင်သောတနက်သက်များနားပွင့်ထွက်မတွန့်ကြားလိုက်ရပြီးနောက်ကြောကုန်းလာရောက်ထိမှန်တဲ့ခဲသီးများရဲ့အထီးတွေကိုသိလိုက်တယ်။မိုးဝင်စိတ်ကိုတင်းကတန်စကားခွဲစီယိုးရဲ့တစ်ဖက်စီသို့ခုန်ချပြီးမြေပေါ်မှာတပန်းလိမ့်လိုက်တယ်။ထူးဆန်းသည့်အချီစမ်းမှန်သွားတော့လေမိသည့်နာကျင်မှုဝေဒနာအောင်မှမခံစားရခြင်းပင်မိုးဝင်ကဒုက္ခနာကိုအံ့ဩစွာဆန်းကျင်ရင်မတ်တက်ထရလိုက်တယ်။ကြည်စံခဲသီးလေးခုဟာလောင်းခုတ်အင်းကြီးမှာတွေ့ညိနေရမှာမြေပြင်ပေါ်သို့တဖုတ်ဖုတ်ပြုတ်ကြတယ်။မိုးရင်သဘောပေါက်လိုက်တယ်။သူဝေးလာတော့လောင်းခုတ်အင်းကြီးဟာဟိုတယ်အခန်းနံပါတ်73ထဲမှာပျက်စီးဖြစ်တာကြောင့်မြေသူမှဖြတ်စည်းပြည့်မရနိုင်တဲ့အရာထို့ကြောင့်ကြည်စံမပေါက်ခြင်းဖြစ်တယ်။တန်စကားကွက်စီယိုတစ်ဖက်မှာကြံခဲ့သောတနက်သမားနှစ်ယောက်ကလည်းမြေပြင်ပေါ်မှာပြန်ထလာတဲ့မိုးရင်ကိုအံ့ဩစွာနဲ့ကြောင်ငေးကြည့်ရဲ့မိုးရင်ကသူ့ပြစ်စတိုကိုလက်များစွာဆွဲထုတ်ပြီးထိုနှစ်ယောက်ကိုထိုးချိန်လိုက်တယ်။ထိုးစင်မှာပဲဟိတ်နေကြပါအောင်လက်လုံကုန်မယ်။ဩဇာတန်းပါဝင်တော့အမိန်ပေးတန်ကြားလိုက်ရပြီးနောက်ကားနဲ့ကြီးပေါ်မှာဥရွှေစံအောင်ဆင်းလာတယ်။ခမည်းနဲ့ကျွန်တော်နားလည်မှုလွဲနေတယ်ထင်ပါတယ်ကိုမိုးရင်ကျွန်တော်တို့ပြပြလဲလဲညှိနှိုင်းရအောင်ဗျာ။ခမည်းစီမရှိရတော့ကျွန်တော်ဝယ်ထားတဲ့ပစ္စည်းပါကိုမိုးရင်ကျွန်တော်မန်နေဂျာဦးလာကြိုင်ရနေတဆင့်စင်ကြီးဆိုတဲ့လူကိုငွေကြေးချေပြီးသားပါကျွန်တော်ဝယ်ထားတဲ့တော့ပြန်မပေးတဲ့အပြင်အိမ်ထဲကိုဖောက်ထဲဝင်ပြီးနာရီကိုယူသွားတယ်ဆိုတော့တစိတ်လုံးလို့ရမကြောက်ဘူးလားဗျာဟင်းကိုမိုးရင်မိုးရင်ကအေးဆက်မကြောစွာဖြင့်အခန်းနံပါတ်73နဲ့ကျွန်တော်သမီးလေးရောက်သွားတယ်ပြီးတော့အဲ့ဒီအခန်းကြောင့်ကျွန်တော်သမီးလေးပျောက်သွားတယ်ဒီမှာဦးရွှေစံအောင်သမီးကိုပြန်တွေ့ဖို့ကြုတ်ကိုပါမစို့လောက်မှာပဲခမရသဘောပေါက်လားခမရကိုကျွန်တော်စေတနာနဲ့အကြံပေးပြရစေကိုမိုးရင်ဒီကိစ္စတွေနဲ့ဆက်ပြီးမပတ်သက်ပါနဲ့တော့ဗျာခမရဝေးရောက်မှာရှောင်နေလိုက်တာအကောင်းဆုံးပဲဒီရှာပုံတော့အရှုပ်ထွေးကိစ္စကြီးတစ်ခုလောပြန်လဲစရာလမ်းမရှိတော့တဲ့နဝိုင်ကြီးတစ်ခုလိုပဲခမရရှိဆက်သွားနေတဲ့ပြီနေ့တက်နေဖို့ပဲရှိတော့တယ်ကိုမိုးရင်မိုးရင်ကအန်ကျိန်းလာရင်နဲ့ခမရတော့နော်တဲ့ကလုံအောင်ရုံးနိုင်မယ်လူဆန်းကောင်းဆိုပါတော့ဟုတ်လားဦးရွှေစံကျုပ်ကိုရည်ရလားကိုမိုးရင်ကျုပ်ကိုဒီလိုမျိုးဆက်ဆံခဲ့တဲ့လူတွေအားလုံးဟာမရဏလန်းကိုရောက်သွားကြတာကြီးပဲဟာခမရကျုပ်ကိုချိန်ချောက်နေရလားဦးရွှေစံကျုံမကြောက်တတ်ဘူးကျုပ်ရဲ့သမီးလေးကိုဆုံးရှုံးခဲ့ရပြီကျုပ်မှနောက်ထပ်ဆုံးရှုံးစရာဘာမှမရှိတော့ဘာကိုမဆိုရင်ဆိုင်ဖို့အသက်ပဲသူတို့နှစ်ယောက်အတန်းကြသည်ဒီအကြည့်ကျန်းပြိုင်နေရဲ့နောက်တော့မှဦးရွှေစံအောင်ကလာပြန်ကြမယ်သူ့လူနေရာကိုလက်နဲ့အချက်ပြပေးလှည့်ထွက်သွားတယ်ခြေလမ်း3-4လက်ခန့်ရောက်တင်တုံကနေရက်ကမိုးရင်းဘက်သို့ပြန်လှည့်ပြီးတော့ခမည်းသမီးလေးအတွက်စိတ်မကောင်းပါဘူးဒါပေမဲ့ကိုမိုးဟိန်ဒါကျွန်တော်ရဲ့နေရာတကယ်ကိုလိုက်လဲပြောတဲ့စကားခမည်းနဲ့ကျွန်တော်နဲ့နှစ်ယောက်စလုံးမှာခံစားချက်တူကြပါတယ်တနေ့နေ့ကျရင်ခမည်းကိုကိုညီခွင့်ရပါစေလို့ဆုတောင်းပါတယ်ကိုမိုးဟိန်တကူရဲ့အထီးကျန်သောစိတ်ဖြန့်ပင်ဟိုတယ်ကန်းတွင်မှာမိုးဝင်းကထိုင်ကားငိုင်းနေမိရဲ့ရေကြောင်းလမ်းပြမြေပုံမပါပဲသမုတ်တရားလည်းမမျောပါနေသောလင်းငယ်တစ်စင်းလိုကိုခံစားမိရဲ့ဘသူကိုယုံရမှန်းလည်းမသိကိုမျောလင်းချက်ကိုဆက်လက်စုပ်ကင်ထားနိုင်ခွင့်ရှိသေးရဲ့လားလို့မသိကြစကြဝဠာထဲတွင်တင်းငယ်သောအမောင်လေးတစ်မုံဖြင့်စိတ်တက်ကြဆန်းတင်းငယ်စွာဖြတ်တည်နေလေတယ်သူကကရင်ပေးရှိစပွဲပေါ်မှာတင်ထားတဲ့နိုင်လေးကိုလှမ်းကြည့်လိုက်တယ်ဘာမှရှိဆက်စရာမလိုတော့သလိုစိတ်ထဲမှာဟာလာရင်လည်းဖြတ်နေရဲ့ဒီစပွဲတင်နိုင်လေးကိုဦးရွှေစံအောင်စီသွားပြန်ပေးဖို့သူဆုံးဖြတ်လိုက်တယ်ဦးရွှေစံအောင်သူ့အပေါ်တက်ရှိစာပတ်ကမ်းမှာပဲစောင့်ဆိုင်နေခမရဘာဖြစ်လို့ဒီနိုင်ကိုယူသွားတာလဲကိုမိုးတက်ဦးကပြောတော့ဒီပစ္စည်းကမဟာသိတိဝင်ပစ္စည်းဆိုကျွန်တော်သမီးလေးကိုပြန်တွေးရအောင်လုပ်ပေးနိုင်တယ်ဆိုလို့မဟာသိတိဝင်ပစ္စည်းဆိုတာကိုလူတော်တော်များများတန်းနာကြီးလို့ထင်နေကြတယ်ကိုမိုးထင်မယ်ဆိုရင်လည်းထင်စရာပဲလေဘယ်သူမှမတွေ့ဘူးကြပဲ哦ဒါပေမဲ့ကျုပ်ကတော့မဟာသိတိဝင်ပစ္စည်းဆိုတာတကယ်ရှိလိမ့်မယ်လို့ယုံကြည်ထားတယ်ကိုမိုးဒါဆိုဘယ်မှာလဲဦးရွှေစံအောင်ကျုပ်တင်ပြောရရင်အင်မတန်လုံးကျုံတဲ့ကြောက်ကိုဓမ္မမဟုတ်မြေရောက်လိုက်ကောင်းတစ်ခုခုထဲမှာလျှို့ဝှက်သိမ်းဆီးထားတာဖြစ်လိမ့်မယ်ကိုမိုးဒီသိတိဝင်ပစ္စည်းတွေအားလုံးကိုလိုက်စုဆောင်ပြီးဝက်ပစ်ခဲ့တဲ့ဖိုးသူတော်ကြီးတပားရှိရဲဆိုတာတော့ခမားသိမှာနော်အဲဒီဖိုးသူတော်ကြီးနာမည်ကဦးမေကတဲ့အဲ့ဒါတက်ဦးရဲ့ဆရာမဟုတ်လားဟုတ်တယ်
ကျုပ်တင်ပြောရင်မာနီဆိုတဲ့ရှမ်ဘေးလာကပရောဟိတ်ကြီးကလည်းအဲ့ဒီဖိုးသူတော်ကြီးပဲဖြစ်လိုက်မယ်ကိုမောင်။ဗျာဘလို့ဖြစ်နိုင်မှာမလား။တိတ်ဖြစ်နိုင်တာပေါ့ဗျာ။ရှမ်ဘေးလာပုဂ္ဂိုလ်ကြီးတွေကပြည်တော်ဝင်တဲ့အခါကျရင်အယူပုံစံဖိုးသူတော်ပုံစံပန်းချပြီးပုံစံစားသဖြင့်အမျိုးမျိုးအသွင်ယူနိုင်ကြတာပဲဥစ္စာ။ကျုပ်ရဲ့ရည်ရွယ်ချက်ကအဲ့ဒီဖိုးသူတော်ကြီးတိတ်တဝင်ပစ္စည်းတွေဝက်ပစ်ခဲ့တဲ့နေရာတွေ့အောင်ရှာနိုင်ဖို့ပဲကိုမောင်။အဲ့ဒီရည်ရွယ်ချက်နဲ့ကျုပ်အချိန်တွေအများကြီးဖြုံးခဲ့တယ်။ငွေတွေလည်းအများသုံးခဲ့တယ်။နီးစပ်ပြီလားနီးတော့နီးစပ်ပြီလို့ဆိုရမှာပဲဖိုးသူတော်ကြီးရဲ့ကျန်းစာအုပ်ထဲကနေပစ္စည်းတွေဝတ်ထားတဲ့လှုပ်ဝက်တကားဖွင့်နေတော့တီးထားပြီနေရအောင်သိဖို့ပဲလိုတော့တယ်ခမားစီရတော့ရဲ့နောက်ထပ်သိတဲ့ဝင်ပစ္စည်းတစ်မျိုးရဲ့ရရင်တော့အောင်မြင်လိမ့်မယ်ထင်ပါတယ်ကိုမွေခမားလိုချင်တဲ့မဟာသိတဲ့ဝင်ပစ္စည်းရလေအဲ့ဒီလှုပ်ဝက်လိုက်ကူထဲမှာရှိမှသိကြတယ်ခမားရောအဲ့ဒီနေရာတွေ့ဘာပစ္စည်းယူမယ်စိတ်ကူးထားလဲဦးရွှေစံအောင်လက်စုပ်လေးတခွင်းနဲ့ပါဗျာဘာမုံရနေငယ်အော်သွားတယ်ဘာကြောင့်များလက်စုပ်တခွင်းအတွက်နဲ့ဒီလိုအချိန်နေငွေတွေရင်းနှီးမြုပ်နှံပါလေသူပကုံးပုတ်ကဇင်းချန်တိုင်းပြန်သို့ထွက်ခဲ့တယ်ထို့နောက်လေကားနဲ့တဲတဲမှရှိတဲ့အခန်းချိန်တွေဝင်ခဲ့တယ်အခန်းထဲတွင်ကလေးကစားစရာပစ္စည်းတွေတပုံတပင်သို့တော့ဦးရွှေစံအောင်ရဲ့တားငယ်လေးကတော့ကစားချိန်စေးရှိရမတူစူပါတလုံးပေါ်မှာခွေခွေကလေးလဲနေတယ်အသားအရာလည်းပြီးခဲ့တဲ့တစ်ခေါက်ကတွေးခဲ့ရတဲ့ဆိုင်ရင်ပို့ပြီးတော့ဖြူရော့နေတယ်အဲ့လက်စုပ်ကဘာလို့ဖို့လဲဗျဟော်ရီကျွန်တော်သားလေးတွက်ဖို့ဗျာသားရီဟော်ရီကမင်းရဲ့ဦးကိုနှုတ်ဆက်လိုက်ပါအောင်ကလေးငယ်ကသူ့လက်ပိမ့်ပိမ့်တသွေးကိုဖြည်းဖြည်းချင်းလှုပ်ရန်၍မိုးရနှုတ်ဆက်လေးရဲ့ဦးရွှေစံအောင်ကကျွန်တော်သားလေးမှာလူကီမီယာလို့ခေါ်တဲ့သွေးကန်ဆာယောဂါရှိနေတဲ့ကိုမွေးဗျာကျွန်တော်သားလေးရဲ့အသက်ကိုကယ်ဖို့အဲ့ဒီသိတိဝင်လက်စုပ်ကိုကျွန်တော်လိုက်ရှာနေရပဲကိုမွေးအဲ့ဒီလက်စုပ်ကဘလို့ယောဂမျိုးမဆိုပျောက်ကအောင်ကုသနိုင်တယ်လေ။အော်မုံရရဲ့ရင်ထဲမှာစိုးနေလာတယ်လို့တမျိုးခံစားလိုက်ရတယ်။ဘလို့ခံစားချက်ဖြစ်တာတော့အမြင်နာမှခွဲခြားဖို့မတတ်နိုင်ပါ။သားသမီးဆိုဒီမှာမိဘတယောက်အတွက်အိမ်မက်များဖြန်လန်းခင်းထားသောလမ်းပင်ဖြတ်တယ်။သူကိုကျန်းစာနေမိသီလားမပြောတတ်။ဦးရွှေစံအောင်ကအကွဲနေသောအတန်ကိုနိုင်ထိန်ရင်ဒီလောက်ဆိုရင်ခမရသဘောပေါက်ပြီထဲမှာလေကိုမွေခမရရဲ့သမီးလေးကိုပြန်ရဖို့ဘာမဆိုလုပ်မယ်လို့ခမရဆုံးဖြတ်ထားသလိုပဲကျုပ်ရဲ့သားလေးတက်ကိုခဲ့ဖို့ကျုပ်လည်းအစွမ်းကုန်စူးစမ်းနေရပါဗျာကျုပ်တို့တွေတယောက်ကိုတယောက်အပြန်လန်းကိုညီနိုင်ကြလိမ့်မယ်လို့ထင်ပါတယ်သူစကားဆုံးနဲ့မိုးရင်းကဦးကောင်းလေးပင်စွာနဲ့ငိမ့်ပြလိုက်ပါတယ်ပရိသတ်များရှင်ဒီကနေ့မှာဖတ်ပြပေးခဲ့တာကတော့သရုပ်တီစာရေးသားထားတဲ့အိမ်မက်ရွာအခန်းဆက်3တင်မင်းရှုံးတဲ့လောင်ကစားဆိုတဲ့ဇလန်းလေးရဲ့အပိုင်း2ကိုတင်ဆက်ပေးခဲ့တာဖြစ်ပါတယ်။အပိုင်း3ကိုမနေ့ဖြတ်မှာတင်ဆက်ဖတ်ပြပေးမှာမို့လို့စောင့်မျှော်လို့အပေးနားဆင်ကြပါအောင်ရှင်။အပေးကြည့်ရှုခဲ့ကြတဲ့အတွက်လည်းကျေးဇူးအများကြီးတင်ပါတယ်။အားလုံးပဲတရားချမ်းမြေ့ကြပါစေရှင်။ Hey yo, crank it. Hey yo.